မင်္ဂလာပါရှင်။ကံပီရအတန်ဆက်လန်းနေကြိုဆိုလိုက်ပါရရှင်။ဟုတ်ကဲ့ပါဒီနေ့မှလည်းစာရေးသူထမန်တောင်ငူရေးသားထားတဲ့တပွဲစားမှုတ်ဆိုနဲ့ရှေမောင်းတိုးတိုက်ကပြတော်ဆက်လန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဆက်လန်းလေးကိုမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးလုပ်ပေးသားဖို့နဲ့ဆက်လန်းတစ်တနိုင်သိရှိနိုင်စေဖို့ဘေးနာနိုတီခါလောက်လေးကိုလည်းနှိပ်ပေးသားခဲ့ဖို့တောင်းဆိုပါရနော်။ကျေးဇူးတင်ပါရရှင်။ဒါဆိုရင်တော့ဆက်လန်းလေးကိုစတင်လိုက်ပါရမယ်။စာရေးသူထမန်တောင်ငူရေးသားထားတဲ့ရွှေမောင်းတိုးတိုက်ကပြတော်ရွှေမောင်းတိုးရွာအစွန်ဘက်စီကထရန်ကကျန်းကဲအိမ်လေးရဲ့အတွင်းစီမှာအဖေအမေနဲ့အခါလေးတသားခန့်ရှိပေအောင်မဲ့မိန်းကလေးငယ်တယောက်တို့ရှိရဲ့တမီးလေးကအမေနဲ့အဖေရဲ့မြစ်တာရေးအောက်မှာစကားတင်စားကလေးငယ်တို့ရဲ့တဘာဝအတိုင်းပျော်ရွှင်စွာနဲ့မိခင်ဖခင်တို့တင် जा ပေးနေတဲ့စကားတို့မပီကလာနဲ့လိုက်လံပြောဆိုနေရပါဒါဟုမိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ကသဘောကျနေရှိနေပြီးမိဘတို့ရဲ့ထုံးစံတိုင်းပဝန်းကျင်နဲ့ကဘာကြီးကိုတောင်မှီ့ရော့နေတဲ့အတိုင်းကိုမြင့်မောင်ကျုပ်တို့သမီးလေးကိုကြည့်ပါဦးဘလောက်တောင်များချက်စရာကောင်းနေလဲလို့မိခင်ဖြစ်သူမလှဝေရပြောတော့အေးနော်ငါမှလည်းတရက်လဲထဲမှာပင်ပန်းခဲ့သမျှဒီသမီးလေးကြောင့်ပဲအပန်းပြေနေရတော့တာအိုတော့ဒါဖြင့်တော့အမောပြေစေတာကျုပ်မပေါင်းဆိုပါတော့မလှဝေရဲ့စကားကြောင့်ကိုမြင့်မောင်မျက်နှာအစွမ်းကုန်ပြောင်းလိုက်ရပြီမိန်းမလေကွာအဲ့လိုသဘောတော့လည်းမဟုတ်ပေါ့ကွာမင်းသမီးလေးမြတ်ရီဒူတော့ဘယ်တူပါမလဲသမီးလေးရေးဆိုမင်းလေပြေပေါ်ဟာကိုမြင့်မောင်အလျှောက်ကောင်းသွားတယ်မလှဝေကိုနိုင်ကလည်းကိုမြင့်မောင်အပျော်နဲ့စနောက်ချင်ုံသားမို့ထွေထူးပြီးတော့စိတ်ထဲမှာမထားပါတော့လင်သားရဲ့အဖြေကလှတော့သူမစိတ်ထဲကြိတ်ပြီးတော့ကျဉ်းနေရတာပဲပေဝေးသားဖနှစ်ယောက်ကအပေးယူတဲ့စွာအခေါ်ထူးပြုနေတော့မတင်ဝေကသားဖနှစ်ဦးကိုတစိမ့်စိုက်ပြီးတော့ကြည့်နေမိတော့တယ်ဒီလိုကြည့်နေရင်နဲ့သူမရဲ့အာယုံတို့ဟာအတိတ်စီကိုခဏတာအလဲပြန်သွားပြန်တယ်ဟဲ့လှဝေးညီငါ့ကိုမမှန်ပြောစမ်းညီဟိုကောင်လူမွဲမြင့်မောင်နဲ့ရီငံနေရဆိုအမေဖြစ်သူကဝက်ချမ်းပြားကိုကျန်းစီပုတ်နဲ့ဒေါသမျက်ဝန်းများနဲ့မေးလာတဲ့စကားလှဝေးချစ်ချင်းဘာပြန်ပြောမှမသိပြီးတော့အံ့ဩမှုကလည်းအဆုံးစွန်သူမအခုမှရွာထဲကမိခင်တောင်းခန့်တဲ့အကျွေးတို့လဲတောင်းပြီးတော့ပြန်လာခဲ့ချင်းဖြစ်တယ်အိမ်ဝင်ရောက်ချင်းမိခင်ဖြစ်သူရဲ့ဒေါသမျက်ဝန်းများကိုရင်ဆိုင်ရပြီးတော့အခုလိုအမေးခံရချက်မဲဟုတ်ပါတယ်မမေငယ်ကလေးကမလိန်ညာတက်ခဲ့သူမဟုတ်အမှန်တိုင်းပဲပြောမိပါတယ်ဟမ်ဒီလောက်တောင်မှခွေးဖြစ်ချင်တဲ့ကောင်မအဲ့ဒီခါမှာတော့မိခင်ရဲ့လက်ထဲကဝချမ်းပြားဟာလှဝေရဲ့ကြောပြန်စီကိုတပြန်နဲ့ကြောက်ရောက်လာတော့တယ်ချစ်မိတော့အပြစ်ရှိတယ်လို့သာလှဝေယူဆမိပြီးတော့အမေရဲ့ဝချမ်းပြားတံကိုကြောကိုအောင်ခံရလေတယ်သူမရဲ့မိခင်ဖခင်တို့အတိုင်းဝိုင်းဟာငွေကြေးရတဲ့များဖြစ်ရှိမနေနိုင်ကြတော့ညာလှဲပိုင်ရပိုင်နဲ့တင်အောင်တင်တဲ့အတိုင်းဝိုင်းတစ်ခုစီရဖြစ်တယ်ဒီအတွက်ချစ်ရသူကိုမြင့်မောင်နဲ့အစောကတည်းကသဘောမတူနိုင်ကြောင်းလှဝေရိတ်စားမိတယ်ဒါမဲ့အချစ်စိတ်ကထိတ်ချုပ်လို့မရနိုင်ပါငကောကတနာရင်ဆွဲရှိရဲ့မိဘမဲ့တကောင်ချက်ကိုမြင့်မောင်ပေါ်မှာလှဝေအချစ်တွေပုံပေးခဲ့မိတယ်တိတ်တိစိတ်ပဲချစ်ကျိုးတယ်မိကြတယ်ချစ်သူတက်တနစ်တာကာလတွင်မျက်နှာချမ်းစာရင်ချင်းအအခြေအနေမျိုးနဲ့ဒီချိန်တခါမှသူမတို့ချစ်သူနှစ်ဦးမဆောင်ဘူးခဲ့စကားပြောချင်စာနဲ့သာဆက်သွယ်ပြီးတော့ပြောခဲ့ကြတာအခုလေအကျွေးတောင်းရမှပြန်လမ်းစီမှာကိုမြင့်မောင်စီကိုသူမစကမ်းခဲ့မိတာအဲ့ဒီချိန်မှာအနီးနားမှာဘယ်သူမှရှိမနေဒါမဲ့အခုတော့မိခင်ဖြစ်သူကသိရှိသွားခဲ့ပြီသူမအရန်ကိုစိတ်ဆိုးရတယ်အမေဖြစ်သူကိုဒီကိစ္စသိရှိအောင်ပြောပြတဲ့သူကိုလည်းသူမသိသိချင်တယ်လှဝေတရားအရိုက်တာခန့်နေရတာအတွေးလွန်နေတဲ့လှဝေမျက်ရည်ကကြမလားဒီလိုအရိုက်ခံရပဲရှင်ထဲမှာကိုမြင့်မောင်ပေါ်အချစ်စိတ်တို့ကပို့ပြီးတော့တိုးလာတဲ့အောင်ခံစားမရတော့တယ်အမေဖြစ်သူရဲ့စိတ်ဆိုးချိန်မောင်းတန်များကသူမရဲ့နားစီမှာတိုးတိမ်လာခဲ့တဲ့အောင်အမေဖြစ်သူကစိတ်လွန်ဒေါသထွက်ပြီးတော့အားရအောင်ရိုက်ပြီးတော့မှတုတ်ကိုပြစ်ချပြီးတော့ထွက်သွားခဲ့တယ်ဒီအဖြစ်ကြောင့်လေလှဝေလေးအိမ်တွင်းအခန်းပိတ်ခံခဲ့ရတယ်ဒါမဲ့မိခင်ဖြစ်သူဟာဖခင်ဖြစ်သူကိုတော့ဒီဖြစ်ပျက်တွင်ပြောမပြဘဲနဲ့ထင်ချန်နှားပေးတာပဲလှဝေတယောက်ကျေးဇူးတင်နေရပါတယ်တလခန့်ကြာတဲ့ခါမှာတော့ရွာနီးချင်းဖြစ်တဲ့အင်းတင်ရွာမှာကထိန်ပွဲရှိလာခဲ့တယ်အဲ့ဒီပွဲကိုလှဝေသွားခွင့်ရခဲ့တယ်ဒါမဲ့လွတ်လပ်စွာနဲ့တော့မဟုတ်လှဝေရဲ့အနီးစီမှာအမေဖြစ်သူကအရေးပမာရှိနေခဲ့ပါတယ်ဒါကြောင့်လှဝေမှာပွဲကိုရောက်လာရပေမဲ့တောင်အေးစီထဲကရုံတငယ်ပမာ
မကြသေးခင်ကမှအဖေဖြစ်သူဟာသူမနဲ့ကိုမြင့်မောင်အကြောင်းကိုမိခင်စီကနေတဆင့်သိရှိသွားခဲ့တယ်။ဒီအတွက်ကြောင့်ဖခင်ဖြစ်သူဟာဒုတ်ချိန်တားချိန်ကျင်းသွားပြီးတော့ထပ်ပြီးတော့ဆက်သွယ်ခဲ့ရင်နှစ်ယောက်စလုံးတတ်မယ်လို့လည်းဆိုထားခဲ့တာ။ပြီးနောက်သူမအခန်းပိတ်ရစီကလွတ်မြောက်စေခဲ့တယ်။ဒါကထောင်ချတစ်ခုဖြစ်စီစဉ်ခြင်းဖြစ်ကြောင်းလှဝေနားလည်မိတယ်။ဒါကြောင့်အဖေဖြစ်သူရဲ့ရှန်ကန်ဝေးစီဖို့ကိုမြင့်မောင်ဆက်သွယ်ဖြတ်တဲ့နေနဲ့စာပို့ပြီးတော့ပြောလိုက်ပါတယ်။အဲဒီညနေမှာကိုမြင့်မောင်တရားအရိုက်ခံရကြောင်းကြားသိရပါတယ်။ဖြစ်ပုံကတော့တကားမှအရက်တိစာမတောက်စားဘူးတဲ့ကိုမြင့်မောင်ဟာသူမစိတ်နဲ့အရက်တောက်မိပြီးတော့အလွန်မူးနေစင်မှာတစ်ဖက်ရွာငပိန်တို့လူစုကကိုမြင့်မောင်အစိမ့်တက်ရန်ရှာပြီးတော့ဝိုင်းဝန်းထိုးချိတ်ကြတယ်လို့ပဲသူမအရက်ကိုကိူနာတက်သွားမိရတယ်။သူမပြန်လေဆက်သွယ်လိုက်ချိန်မှာစိတ်ရောခန္ဓာပါချွတ်ချုံကျနေတဲ့ကိုမြင့်မောင်တယောက်အလွန်မင်းဝမ်းသာပြီးတော့ကျမ်းမာရေးတောင်မှနေချင်းညချင်းပြန်လေကောင်းမွန်လာခဲ့ကြောင်းကြားသိရတယ်။ဒီနေ့မှာတော့အင်းတိန်ရွာမှာကထိန်ရှိကြောင်းသူမမိခင်နဲ့တူအတိုင်းဝိုင်းများနဲ့လာရမှာဖြစ်ကြောင်းဒါမဲ့ကိုမြင့်မောင်ကိုသူမအလွန်တွေ့ချင်မိကြောင်းစာဖို့ဆက်သွယ်ထားခဲ့မိတယ်။ဒါကစွန်စားလို့ရကြနိုင်ပေမဲ့သူမတို့ကြောင့်မိခင်ဖြစ်သူသိရှိသွားချိန်ကစပြီးတော့အခုချိန်นี้ချင်းရသူချင်းမျက်နှာမမြင်နိုင်ကြသေးပါ။ဒီတော့ကြောင့်နှစ်ဦးစလုံးကစွန်စားပြီးတော့အဝေးရမြေုံနဲ့ပဲကျင်းနေနိုင်ပြီဖြစ်ကြောင်းနားလည်မှုရှိရှိဆုံးဖြတ်ထားကြချက်ပဲ။ဒါမဲ့တကယ်တမ်းတွေးကြချိန်မှာတော့အချစ်တင်းတလိမ့်နဲ့ရဲ့ဖန်ဆားမှုကိုသူတို့မလွန်ဆန်နိုင်ခဲ့ကြပါ။မြေယုံကနေပြီးတော့နီးကျင်လာကြရတယ်။ကထိန်ပွဲအတွက်တဲခင်းအိတ်ကန်တဲ့ထမင်းကိုအားလုံးစားသုံးနေကြချိန်မှာနှဝေရထမင်းကိုအမြန်ဆုံးစားတော့ပြီးတော့ပကံကိုစေးကြောရာစီကိုပို့မယ်လို့မိခင်ကိုကြားပြပြီးထွက်ခဲ့လိုက်တယ်။ရှေးကပြင်းစီကိုရောက်တော့ကိုမြင့်မောင်အသက်ဆောင်ဆိုင်နေရတဲ့တွေ့တယ်။ချစ်သူတို့ဦးပထမဆုံးချိန်သုံးတွေ့ခွင့်ရကြတယ်။စကားတွေတောင်မှချက်ချင်းမဆိုနိုင်ကြ။ချစ်သူတို့ဦးတဦးလက်ကိုတဦးထိတွေ့ကန်ဆဲမိကြတယ်။ခွေးကောင်ဆဲဆိုတန်ကြောင်ကြည့်မိကြပါရဲ့။ဘယ်ချိန်ကတည်းကသူမတို့အနောက်ကိုရောက်နေမှမသိတဲ့မိခင်ဖခင်နဲ့ဆွေမျိုးတို့စုသို့တော့အချင်းကြီးကအဲ့ဒီတုန်းကသူတစ်ပိုင်းရက်ရွာရဲ့ဘွဲတော်ခါမှာမဟုတ်တန်တိမ်မွမွေနဲ့ပဲပြီးဆုံးသွားခဲ့တယ်။လှဝေကိုမိဘနှစ်ပါးနဲ့ဆွေမျိုးတွေကရွာကိုပြန်ခေါ်ဆောင်လာခဲ့ကြတယ်။အိမ်ရောက်တော့ဖခင်ကပါးကိုပဲပြန်ညာပြန်ရိုက်ပြီးတော့အခန်းတကာပိတ်ခံရပြန်တယ်။ကိစ္စကဒီတင်ပြီးပြီလို့ထင်ခဲ့ပေမဲ့ထင်တယ်လို့တော့ဖြစ်မလာခဲ့ပါ။နောက်တစ်ပတ်လောက်ကြာတဲ့ခါမှာလှဝေသိခဲ့ရတာပြီးခဲ့တဲ့အင်းတိန်ရွာကထိန်နေ့ကသူမတို့တိုင်းဝိုင်းဟာရွာထိပ်စီကနေကိုမြင့်မောင်အပြန်အောင်စောင့်ပြီးတော့ဝိုင်းဝန်းရှိုက်နေကြပါတယ်။အဲ့နောက်ရွာရဲ့အရေးကိုတော့မနှင်းဖို့အတွက်ဩစာပြီးခဲ့တာမဟုတ်ကိုမြင့်မောင်တယောက်ရွာနေထွက်သွားရကြောင်းကြားသိရပြန်တယ်။အချင်းကြီးကစိုးသွမ်းခဲ့ရပါတယ်။ဒါမဲ့လက်ဝေတယောက်အခုလိုဒုက္ခဆင်းရဲတွေကြုံတွေ့ရလေချစ်ရသူကိုပုတ်ပြီးတော့ချစ်မိရလေဖြစ်လာရတယ်။ကိုမြင့်မောင်ရွာထွက်သွားခဲ့ပြီးတော့နှစ်ပတ်လောက်ကြာတဲ့ခါမှာတညမှာတော့လှဝေပဒင်းပေါက်စီကနေတစုံတယောက်ကတွင်းညင်းခေါင်းနဲ့ခေါ်နေတဲ့အတန်လှဝေအိယာနိုးလာပြီးတော့နောက်ဆက်လိုက်မိတယ်။အတန်ကကိုမြင့်မောင်ရဲ့အတန်လှဝေအသာထားပြီးတော့ပဒင်းတကောက်ဖွင့်လိုက်တယ်။အပြင်ဘက်မှာပဒင်းပေါက်စီကိုခဲရခဲစစ်တွေ့တက်ပြီးတော့သူမကိုငှက်လက်နေရှာတဲ့ချစ်ရသူသူမရဲ့အတိုင်းဝိုင်းတို့မြင်သွားရင်မဖြစ်တာမဟုတ်အခန်းတွင်းစီကိုလှဝေခေါ်ဆောင်လိုက်ရတယ်။ချစ်ရသူနှစ်ဦးတူကိုတူဖတ်ထားမိကြတယ်။အိမ်မှာတစ်ဆင့်လောရတာတို့အတိုးချမိကြနဲ့အချင်းကြီးကတပတ်ကန်းစီကိုအတူတူကမမတ်မမောကူးခတ်ခဲ့မိကြတယ်။အိမ်ညမှာပဲလှဝေကိုမြင့်မောင်ရဲ့အနောက်ကိုခိုးရလိုက်ခဲ့မိပါတယ်။သူမတို့ခြေဦးတက်ခဲ့ရကမိဘနှစ်ပါးနဲ့အတိုင်းဝိုင်းတို့အနေနဲ့တော်ရုံလိုက်ရှာဖို့ရမလွယ်ကူနိုင်သောရွှေမောင်တော်ရွာစီကိုပါ။ရွှေမောင်တော်ရွာနာမည်ကခက်ဆန်းဆန်းဖြစ်နေပါလိမ့်မယ်။ဒါမဲ့ဘာကြောင့်ဒီနာမည်တွင်လာလဲဆိုတဲ့အကြောင်းကတော့ရှိပါတယ်။ရှင်းရဒီရွာတဲမဲ့နေရကခြုံနှန်းတူတူဒေါတူတူနေရကြီးပဲ။တောကောင်များတောင်မှခိုးအောင်တက်ပါတယ်။ဒါမဲ့ဒေါတူတူကြီးမှာညဘက်ခါမျိုးမှာမောင်းတန်တွေကြားအကြောင်းသိရပါတယ်။အဲ့ဒီတောစီမှာညဘက်သားကောင်လိုက်ပူတဲ့ဒေါလိုက်မုတ်ဆိုးချို့ရဲ့ပြောပုံအရ၎င်းတောတန်းထဲမှာညာရင်ညတာသားကောင်လိုက်နေစက်မှာမောင်းတန်တွေပြင်ဆိုင်းတန်တွေတချင်းတန်တွေပါကြားအတက်ကြောင်းသိရှိရပါတယ်။ဒီခါတည်းမှာမောင်းတန်တွေကြီးတာကြားအတက်ပြီးတော့အဲ့ဒီခါမျိုးမှာမီးအောင်တွေနဲ့လူစုလူဝေးကိုမြင်ရတက်ကြောင်းသိရပြန်တယ်။ဒါမဲ့အနာသွားကြည့်တော့အဲ့ဒီလူတိုင်းနဲ့မောင်းတန်တို့ဟာချက်ချင်းကိုပဲကြက်ပြောက်ငှက်ပြောက်ပျောက်သွားတတ်တယ်လို့လည်းဆိုကြပါတယ်။ဒီအချက်တွေကြောင့်တော်တန်းရီကိုရွှေမောင်းတော်ဆိုတဲ့အမီနာမတွင်ခဲ့ရပါတယ်။နှစ်တွေကြာလာတဲ့ခါမှာရွှေမောင်းတော်ကြီးစီမှာဒေါ်ရစောက်တီတဲ့ရဟန်တမဟာ
ကျောင်းသင်ခန်းလေးစောက်ပြီးရောက်ရှိလာပါတယ်။တိုးရရဟန်းရောက်ပြီးရဲ့အချိန်ကတည်းကအဲ့ဒီအရက်မှာမောင်းတန်တို့မကြားတတ်တော့ပါ။ဒါမဲ့ပမာတို့ရဲ့ထုံးစံအရအဲ့ဒီအရက်ကိုရှိရပြညတ်ထားလေရရွှေမောင်းတိုးဖြစ်တာဆက်ရှိရပြန်တယ်။နောက်များမှာတော့တိုးရကျောင်းသင်ခန်းလေးကိုအားကိုအားထားပြုပြီးတော့လူတွေကအခြေကျူးလာကြပြန်တယ်။တနေ့နှစ်အတွင်းရွှေမောင်းတိုးအရက်မှာတဖြည်းဖြည်းနဲ့လူများလာပါတယ်။ဒါကြောင့်ရွှေမောင်းတိုးဟာရွာတူရွာဖြစ်တီးတန့်လိုဖြစ်လာခဲ့ရတော့တယ်။ဒီအချိန်မှာတော့လူတို့အရင်ရောက်ရှိတဲ့ဒေါ်ရစောက်တီနေသောယဟန်ဟာလူနေထူထပ်မှုကြောင့်ဒေါ်ရစောက်တီဖို့ခက်ခဲရပြီးအခြားအရက်စီကိုရွှေ့ပြောင်းသွားခဲ့ရပါတယ်။ဒါမဲ့အရင်ကညပတ်ကြားနေရတဲ့မောင်းတန်တို့တော့လူနေထူထပ်လာမှုကြောင့်ထင်ပါတယ်။လုံးဝမကြရတော့ပါ။ဒီလိုနဲ့အဲ့ဒီအရက်ဟာရေခံမြေခံကောင်းတာမို့နောက်ထပ်နေထိုင်သူတို့ရောက်လာခဲ့ကြပြီးတော့နေရာယူနေထိုင်ကြလေရာကရွှေမောင်းတွန်းရွာဟာရွာသစ်တစ်ခုဖြစ်ခဲ့ရပါတယ်။အနီရွှေမောင်းတွန်းရွာစီကိုမြင့်မောင်တို့လက်များပြောင်းရွှေ့ခဲ့ကြပါတယ်။တကယ်တမ်းပြောင်းရွှေ့တယ်လို့ဆိုရမှာထက်လှဝေရဲ့မိဘတွေနဲ့ဝေးရာစီကိုလှပြီးတော့ပုံအောင်တယ်လို့လည်းဆိုရပါလိမ့်မယ်။မြေနေရတော့ခုမှရွာချေချကာစာဖြစ်တာမို့လှဝေတို့လက်များဟာလက်လက်နေသောရွာစွန်ဖျားစီရာနေရာတစ်ခုစီမှာတဲလီတစ်လုံးတိဆောက်ကြပြီးတော့ဘဝရဲ့စာမျက်နှာတိတ်ကိုစတင်လိုက်ကြတယ်။ကိုမြင့်မောင်ကဂျပန်သမားဖြစ်တာကြောင့်လက်သမားပညာကိုလည်းအတော်သင့်တက်မြောက်တယ်။ဒါကြောင့်ရွာသစ်စီကအိမ်တွေတဲတွေဆောက်လုပ်ရမှာကိုမြင့်မောင်ကတော့မပါမဖြစ်ပါပဲ။ဒီအတွက်ဝင်ငွေလေးရလည်းမစုံလက်များနှစ်ယောက်တည်းလေးဖြစ်ပြန်ဆိုအားကြောင့်သူတို့အတွက်ကအဆဆရရဟာအစဉ်ပြေပြေချွတ်ချွတ်မမွေပဲဖြစ်ရပါတယ်။ရွှေမောင်တို့ရွာကိုရောက်ရှိအခြေချပြီးတော့တလခန့်ကြာမှာတော့တညမှာလှဝေတယောက်အိမ်မက်တစ်ခုကိုမြင်မှတ်ရတယ်။အိမ်မက်ထဲမှာလှဝေကသူတို့အိမ်ရဲ့အနောက်ဘက်ချမ်းတောတန်းစီမှာလူသူတွေမနှဲမနှောနဲ့စီကားနေသောပွဲစည်းတစ်ခုကိုရောက်ရှိနေရပါတယ်။ကိုမြင့်မောင်မပါဘဲနဲ့လှဝေတယောက်ပွဲခင်းထဲကိုတလန်းချန်သွားနေမိတော့တယ်။အလှထိတ်ခေါင်မှားရမများတတဲ့တဲပြကိုမယိုးတဲ့ဟောဒီယာလုံးမပြိုပါ။ကောင်းကင်ရန်စီတာတာထိုးတက်လို့တမျိုးမပူတဲ့အမျိုးအစ်စ်အေကန်ရွှေမောင်းတန်ညံပေတိတ်နဲ့အပြူရောအမှန်အပြူရောအမှန်ဘွဲကင်းကြီးရဲ့တစ်ဖက်ထိပ်စီကမိတန်တွေတနေကြီးနေအောင်ထွန်းညှိထားသောမြေဝိုင်းဆက်စီကလွင့်ပြန်လာသောဆိုင်းတန်နဲ့အတူမိမတယောက်တီးဆိုနေတဲ့တေးတန်လွင်အတန်းဟာချိုချီပြီးတော့ရှင်းလင်းလွန်းနေလှဝေတသက်ဒီလိုအသက်မျိုးတခါမှမကြဘူးခဲ့နားထောင်ရတာအတော့ပဲနှဝင်းပြီးရန်ရှိလွန်းရတယ်ဒါကြောင့်လှဝေဟာထိုအသက်ရှင်အတော့လေးစိတ်ဝင်စားမိသွားတယ်ခြေလန်းတွေကိုအဲ့ဒီဘက်ကိုဥတီပြီးတော့လှမ်းမိရတော့တယ်မကြမှာလူသူတွေစုဝေးပြီးတော့ကြည့်နေကြသောမြေဝိုင်းဆက်ပွဲတစ်ခုအတန်ရှင်ကအဲ့ဒီဆက်ပွဲရဲ့အလဲစီမှာအပြူတော်လို့နာမည်ခံပြီးတော့ဒေးတန်ချီချိုတို့ကိုတီဆိုကျူးနေသောချောမောလှပလွန်းတဲ့ဆက်မင်းသမီးကိုနေဟန်ဟာအလှမအရင်ဆင်းဆိုတဲ့စာချိုးနဲ့ညီလာပါတယ်ကိုပုံစားပုံဟာရှင်ပေတကိုလို့ဆိုရမှာထက်ပုံမလွန်းနေပြီးတော့ရုပ်ရည်လေးကလည်းသူ့မတူအောင်ပြန်ဆန်ရှာနှက်သမီးတမျှတောင်မှချောမောလှပလွန်းတယ်လို့ထင်မှတ်ရနိုင်ဖွယ်ရွှေမောင်းတန်ညံပေတိတ်နဲ့ဟောရီယာအပြူရောအမှန်အပြူရောအမှန်မင်းသမီးရဲ့တေးစွန်တန်ဟာဆိုင်းတန်နဲ့လိုက်ဖက်လွန်လာပါတယ်ဆိုင်းတန်အချမှာမင်းသမီးရဲ့အတန်ကတက်ပါတယ်ဆိုင်းတန်တက်ရင်မင်းသမီးအတန်ချတယ်လှဝေခမရတော့ရှေးဟောင်းတချင်းကိုခန်းစားနားဆင်မေးနဲ့မျက်ဝန်းတို့မှာဝေးတီလာရပြီးတော့အချီတုံးတေးတီဆိုနေသောမင်းသမီးစီကမလုံးဝမခွနိုင်သူမကိုသူမလည်းအသက်ရှူဖို့တောင်မှိတ်နေတယ်လို့ထင်မိရတော့တယ်အချင်းတွေပြောင်းလဲလာခဲ့တယ်လှဝေတယောက်ကမြေဝိုင်းဆက်စီကနေမင်းသမီးချုံငင်းနေမိစေထိုမှနောက်ထပ်ဘလောက်ထိငေးမောနေရမသိအချင်းတွေပြောင်းလဲပြီးတော့ဇပွဲသိမ့်ပြီလို့ကြေညာတော့မှလှဝေတတိယတော်တယ်ကြည့်နေတဲ့လူသူတွေအရှုရှုထွက်သွားကုန်ကြတယ်လှဝေတယောက်ပဲဇပွဲရဲ့အရှိတိတိမမတ်ကြီးရက်ကြံလို့နေတယ်အိုးမင်းသမီးကလှဝေကိုမြင်ပြီးတော့အံ့ဩသွားတဲ့ဟန်နဲ့နှက်ခမ်းလေးကိုဝိုင်းကပဲအာမေတိတ်တန်ပြုတ်တယ်လှဝေကမင်းသမီးကိုပြုံးပြလိုက်တယ်အဲ့ဒီခါမှာမင်းသမီးကပြန်ပြီးတော့ပြုံးပြတယ်ပြီးနောက်ဆိုင်ဝိုင်းသေးစီမှာထားနေသောလူကြီးတယောက်စီကိုစကားတွေတီးတိုးသွားပြောပါတယ်ပြီးတော့လှဝေစီကိုပြုံးရွှေ့ပြီးတော့လှမ်းလာပါတယ်မင်းသမီးကအနားကိုရောက်တော့လှဝေရဲ့လက်ကိုမဆိုင်မတွလှမ်းကန်ပြီးမမေဟမ်အခေါ်ဝါထူးဆန်းတာမို့လှဝေပါဆက်အဟောင်းသားဖြစ်သွားတယ်ကျမမမေနဲ့လိုက်ခဲ့ချင်တယ်ကျမလိုက်ခဲ့ပြရစီနော်ခွဲလဲတောင်းမိသွားပြီမမေတို့အတွက်လည်းဝန်ထုံးဝန်ပိုးမဖြစ်စေရပါဘူးနော်ကျမကိုအားလုံးကစောင့်ရှောက်ပြီးတော့ပံ့ပိုးပေးမယ်တဲ့ဒါကြောင့်ကျမမမေနဲ့လိုက်ခဲ့ပြရစီနော်မင်းသမီးကမျက်ရည်အဝိုင်းသားနဲ့တောင်းပန်တယ်
ရိခါမှာလှဝေရငကိုကလေးရမမြင်ချင်းအပြစ်မမြင်ချစ်ခင်ရသူမို့ညင်းပယ်ဖို့ရမတွေးမိနိုင်တော့မင်းသမီးစီကမျက်ရည်စတဲ့ကိုလှဝေတုပ်ပေးလိုက်မိတယ်မငိုပါနဲ့ကွယ်ကဲလိုက်ခဲ့ပါနော်ကလေးမမေနဲ့လိုက်ခဲ့ပါနော်မင်းသမီးရဲ့မျက်နှာလေးဟာချက်ချင်းကိုပြုံးရွှင်သွားခဲ့ရတယ်ပြီးနောက်ချက်ချင်းပဲလှဝေရဲ့ဝမ်းပိုက်ကိုသူမရဲ့လက်နဲ့ထိကင်လိုက်ပြီးတော့ပြုံးကနေပျောက်ကွယ်သွားခဲ့ရပါတယ်လှဝေကလည်းအဲ့နေရာမှာအိမ်မက်စီကလှနှိုးခဲ့ရတော့တယ်ဒါမဲ့နောက်နေ့မနက်မှာတော့ညအိမ်မက်မက်ခဲ့တာကိုအမတ်တမဲ့ဖြစ်ပြီးတော့မိသွားတာမို့ကိုမြင့်မောင်လည်းတကူတကအသိမပေးခဲ့မိတော့ပါအိမ်မက်မက်ပြီးတော့မကြခင်မှာတော့လှဝေတယောက်ကိုလေးလက်ဝင်ရှိခဲ့ရတယ်ကိုလေးလက်ဝင်ရှိတာကိုလင်သားဖြစ်တဲ့ကိုမြင့်မောင်သိတော့ယူသွားတယ်လို့ထင်ရလားအောင်ပြောနေရှာတယ်လှဝေကကိုမြင့်မောင်ကြည့်ပြီးတော့ခ ्यू နာလဲတတ်မိရတယ်ကိုမြင့်မောင်ကမိသားစုဆိုတဲ့အရာတောင်ခုမှပဲပြန်လဲခန်းစားမိရသူမို့နှုတ်စီရလေမိသားစုကိုပြန်ရပြီလို့လေတတိယတိုင်းချင်းချင်းရေရွတ်ပြီးတော့နေပါတယ်ဒီမြင်ကွင်းကိုမြင်တိုင်းလှဝေတယောက်ခင်မွန်းတဲ့ကိုကြည့်ပြီးတော့တကယ်ကိုရှင်ထဲမှာဝမ်းနေဝမ်းသာဖြစ်ရတယ်ဝမ်းနေရတဲ့အကြောင်းကတော့ခင်မွန်းတဲ့ရဲ့ဘဝဖြတ်တန်းမှုဟာဒီကောင်ကျွတ်တဲ့မျက်နှာသမားဖြစ်ခဲ့တာမိဘမောင်ပွားမရှိမျက်နှာငယ်ငယ်နဲ့ဖြတ်တန်းခဲ့ရတဲ့အခြေအနေတွေသူမှထပ်တူခံစားခဲ့ရတယ်ဝမ်းသာတယ်ဆိုတာကတော့ခင်မွန်းတဲ့ရဲ့ကွက်လက်လေးကိုသူမအနေနဲ့ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့်ပဲသမီးလေးကိုမွေးပြီးရဲ့နောက်ပိုင်းကိုမြင့်မောင်ကအလုပ်ကိုအရင်အထက်ပို့ပြီးတော့စူးစမ်းတယ်မနက်အစောကနေညနေဆောင်ထိမရက်မနာအလုပ်လုပ်တယ်ညရောက်ရင်သမီးလေးစနီးတဲ့နဲ့တူတီတနာစကားတွေပြောပြီးတော့ပင်ပန်းသမျှဖြေဖြောက်တယ်ဘာဖြစ်ဖြစ်ရဲ့လောက်ဝေအတွက်အခုလက်ရှိဘဝဟာမိဘတွေလက်ထက်ကရှိစင်ရလို့ငွေကြေးမပြည့်စုံပေမဲ့စိတ်ချမ်းသာတဲ့ဘဝပါသမီးလေးမွေးပြီးတော့မကြပါလောက်ဝေတို့ကိုကံအားပေးတယ်လို့ပြောရပါလိမ့်မယ်သူတို့နေတဲ့မြေကွက်လက်လေးကိုတရားဝင်အပိုင်ဆိုင်ရရှိခဲ့ကြပါတယ်၃နှစ်လောက်ကြာတဲ့ခါမှာတော့လှဝေတို့ရဲ့သမီးလေးလှဖြူတယောက်အသက်အားဖြင့်၃နှစ်ကျော်၄နှစ်ကြာရောက်ရှိလာပြီဖြစ်တယ်လှဖြူလေးဟာစကားလေးအတော့တီတတာဆိုတတ်သူပဲဒီနေ့မှာတော့ကိုမြင့်မောင်တရားအလုပ်သားဖို့ပြင်ဆင်နေမလဝေကမိဖို့ထဲမှာကိုမြင့်မောင်အတွက်ထမင်းကြမ်းစားဖို့လှုပ်ဆောင်ပြင်ဆင်ပေးနေရပါသူတို့အိယာထဆင်ကသူတို့ရဲ့သမီးလေးလှဖြူဟာအိယာထဲမှာအိပ်ပျော်ပြီးတော့ချမ်းရစ်ခဲ့တာထောင်လင်မယားနဲ့အောင်စလုံးအသည့်ဒီလိုနဲ့ကိုမြင့်မောင်တယောက်ထမင်းစားပြီးချိန်မှာအလုတ်သားမဲ့ဖြူအရင်နှောင်းကလည်းလုံနေကြတိုင်းသူသမီးလေးလှဖြူကိုနှမ်းမဲ့အလုတ်အိယာထဲမှာကလေးရရှိမနေတော့ပါရုတ်တရက်ကိုမြင့်မောင်တယောက်သူ့ရဲ့သမီးဖြစ်သူအိယာနိုးပြီးတော့အမေဖြစ်သူစီကိုများရှောက်နေသလားဆိုပြီးတော့တွေးမိသွားတယ်လှဝေဟောကိုမြင့်မောင်တော့မသွားသေးဘူးလားအေးမသွားသေးဘူးဟာသမီးလေးကိုမှမနှမ်းရသေးပဲအော်အိယာတဲ့ဝန်နှမ်းလိုက်တော့ရေးကျုပ်ပြင်ဒီမှာရေငင်နေလို့မအားသေးဘူးတကယ်တည်းမှာပဲမလှဝေရဲ့တုံ့ပြန်စကားကိုကြားမိလိုက်ချိန်မှာကိုမြင့်မောင်ခေါင်းနှစ်ပတ်တွေကြီးသွားတယ်လှဝေမဟုတ်သေးဘူးဟာသမီးလေးကအိယာထဲမှာမရှိတော့ဘူးဟုတ်တော့အိယာထားတော့အောင်ရှိသေးတာကိုအေးဟုတ်တယ်ဟာငါအိယာထားတော့လည်းရှိသေးရပဲလင်မယားနှစ်ယောက်ပြာရခက်ကုန်ကြတယ်လှဝေလေးကမနက်မိုးလင်းချိန်မှာသူတို့အိယာထားတဲ့အချိန်တိရှိနေစေအခုမှအတန်မကြားမှမကြားနဲ့ရုတ်တရက်ပဲစီကိုပြတ်သွားတယ်မသိကိုမြင့်မောင်တို့နှစ်ယောက်စလုံးချက်ချင်းကိုပဲအိမ်ပေးပတ်လေကိုလိုက်ရှာကြည့်ကြတယ်လင်မယားနှစ်ယောက်စလုံးရှင်တစ်ထစ်နဲ့အိမ်နီးမှမတွေ့ကြပါဒီလိုနဲ့အိမ်ရဲ့အနောက်ဘက်ဒေါတန်းစီကိုတိုးဝင်ပြီးတော့ရှာကြရတယ်တွေ့ပါပြီလှဖြူလေးတယောက်တောင်ပိုကြီးတစ်ခုရဲ့အရှိမကွေလေးအိတ်နေရပါသမီးလေးကိုမြင့်မောင်ကလှဖြူလေးကိုပြေးဖွေလိုက်တယ်အဖေလက်ထဲရောက်တဲ့အထိကလေးကအိမ်မောကျနေတော့သမီးလေးကိုမြင့်မောင်ကလှုပ်ခတ်ပြီးတော့နိုးတာမို့လှဖြူလေးအိမ်မုံစုံမွားနဲ့နိုးလာပါတယ်ဖေနင်တို့ချင်းမိဘနှစ်ပါးသူမကိုစိုးရင်တကြီးကြည့်နေရမြင်ရချိန်မှာလှဖြူလေးကအံ့ဩသွားတယ်ပြီးနောက်ပတ်ဝန်းကျင်ဝေဝဲကြည့်ပြီးတစုံတစ်ခုကိုရှာဟန်ပြုတ်တယ်ပြီးတော့စိတ်ကအလုံးမကျဟန်နဲ့ဖေဖိုးတို့ဘယ်ရောက်သွားလဲဟမ်ကိုမြင့်မောင်တို့လင်မယားပတ်ဆက်အဟောင်းသားဖြစ်ကြတယ်ဘယ်ကဖိုးလဲသမီးရဲ့အော်ညာတော့ကဖိုးနဲ့မမလေးသူတို့သမီးကိုပွဲခင်းတဲ့စီကိုအလဲခေါ်သွားကြတာဖေရဲ့ပွဲခင်းဟာလားဘယ်ကပွဲခင်းလဲကိုမြင့်မောင်ကမေးတော့လှဖြူလေးကသူတို့ရဲ့အိမ်နောက်ဘက်ကိုလက်ညှိုးထိုးပြပြီးအဲ့ဘက်မှာလေးဖေရဲ့ပွဲခင်းမှာအကြည့်လူတွေကလည်းအများကြီးပဲမိမိဆိုပြောလိုက်တာမှမပြောပါနဲ့တော့ဖေရဲ့မဟုတ်သေးပါကွာသမီးလေးကမနှက်ထိဖေတို့နဲ့တူတူအိတ်နေတာဟုတ်ပါတယ်ဖေရဲ့ညမမောင်ကြီးမှာမိမိသွားခင်းရတာအဲမမပြောတယ်
မိမိကသူ့ညမလေးတဲ့ဖက်ပြီးတော့လဲငိုတယ်ပြီးတော့ပွဲကင်းတဲ့ကိုတတိမရအောင်လားအလဲလိုက်ခဲ့ပါလားလို့ခေါ်တာမိမိကလိုက်မိပြောတော့ဖဖကမမပြောတယ်သူ့မမေနဲ့ဖဖေတို့စိတ်ပူနေမှဆိုလို့မိမိကိုမခေါ်နဲ့တဲ့မမကရပါတယ်သူစီစဉ်ခဲ့မယ်လို့ပြောပြီးတော့မိမိကိုခေါ်သွားခဲ့တာသမီးလေးလှဖြူရဲ့စကားကြောင့်မလာဝေတယောက်ကိုဝန်ဆောင်ကားစအိမ်မက်မက်ခဲ့တဲ့ပွဲခင်းကိုတတိယသွားခဲ့ရတယ်ကိုမြင့်မောင်လှဝေကလက်တုပ်ပြီးတော့ဆိုတယ်ကိုမြင့်မောင်ကလှဝေကျုပ်တော့ပြောစရာရှိတယ်ခုတော့မဟုတ်သေးဘူးကလေးသိလိုက်အောင်ပြီးတော့မှကဲသမီးလေးအိတ်လိုက်အောင်နော်ဟုတ်ကဲ့ဖေညာတော့မမတို့ပွဲကနေအောင်မိမိကကြည့်ထားတော့မအိတ်ရအောင်အခုအိတ်အောင်မယ်နော်ဖေသမီးလေးအိတ်နော်ကိုမြင့်မောင်လှဖြူလေးကိုကောင်းလေးပုတ်ပြီးတော့တိတ်လိုက်တယ်မှလှဝေကတော့မိဖို့ခန်းစီကိုပြန်ဝင်သွားခဲ့ပါတယ်တက္ကနတွင်းမှာလှဝေလေးကအိမ်မောကျသွားတယ်ကိုမြင့်မောင်တရားမလှဝေရှိရာမိဖို့ခန်းစီကိုလိုက်လာခဲ့တယ်လှဝေမလှဝေဟာမိဖို့ထက်ကထမင်းအိုးနှက်ချက်ကိုအပီးသက်လှုပ်ဆောင်လိုက်ပြီးတော့ကိုမြင့်မောင်စီကိုလှည့်ကြည့်လာတယ်ပြီးတော့ကျုပ်လေးတော့သမီးလေးကိစ္စပြောချင်လို့ကျုပ်လေးသမီးလေးကိုကိုဝမဆောင်ခင်မှာအခုသမီးလေးပြောသလိုမျိုးအဖြစ်မျိုးကိုအိမ်မက်မက်ဘူးတဲ့တော့မင်းကဘလို့အိမ်မက်မက်တာလဲလှဝေအဲ့တုန်းကကျုပ်တို့တီကိုရောက်ကစကျုပ်အိမ်နောက်ဘက်ကိုရောက်သွားတာပွဲခင်းတခုတော့လူတွေမှကြိတ်ကိုတိုးလို့ပဲကျုပ်အိတ်ထဲကိုရောက်သွားတာသွားနဲ့မြေဝိုင်းဆက်ပွဲမှာကနေတဲ့မင်းသမီးလေးကကျုပ်စီကိုရောက်လာပြီးတော့မမေးလို့ခေါ်တာပြီးတော့နေပြရစီတဲ့အဲ့နဲ့ငါသိပြီလှဝေဒါဆိုသမီးကဒီကလူတွေပြောနေတဲ့ရွှေမောင်တောတိုက်ကလာတယ်လို့ဆိုချင်တာလားကိုမြင့်မောင်မေးတော့မလှဝေကခေါင်းကိုညှိလိုက်ပြီးဟုတ်တယ်ကိုမြင့်ကျုပ်ပြောချင်တာအဲ့ဒါသမီးလေးကသားမမဟုတ်ဘူးအခုသူပြောနေတာတွေကကလေးတယောက်အိမ်မက်မက်ပြီးတော့ပြောနေရလဲလည်းမတူဘူးပြီးတော့သမီးလေးက4နှစ်ကျော်5နှစ်ပြည့်တော့မယ်မဟာဘလို့ဆိုတာသူကောင်းကောင်းသိနေပြီပဲကိုမြင့်မောင်ရဲ့မျက်နှာဟာမိုင်းညို့သွားတယ်ပြီးတော့မလှဝေကိုကြည့်ပြီးအဲ့ဒါများလှဝေရဲ့ငါ့ကိုဘာလို့များကြိုးမပြောရသလဲငါသာကြိုးသိခဲ့တော့တခုခုစီစဉ်မှာပေါ့ဟာကိုမြင့်မောင်ရဲ့စကားဟာအစကတည်းကကြိုးသိခဲ့ရင်တိုက်ကြိုးဖြတ်တာလိုမျိုးပြုတ်မှုမဲလို့ဆိုတာပဲကျုပ်လည်းအိမ်တော်ကအမတ်တမဲ့ဖြစ်ခဲ့ရတာပါတော့ဒါမဲ့လေခုသိရတော့ပြောပြတယ်လေဒါမဲ့လေမတော်လို့ညာတော့ကသာသမီးလေးကိုပြန်မလွတ်ခဲ့ဒါမှမဟုတ်မနက်ကတောင်ပိုကြီးနားမှာတွေ့ခဲ့တာဆိုတော့ဘယ်ချိန်ကတည်းကအိတ်နေမသိရဘူးတကယ်လို့သာတစုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကိုမြင့်မောင်ရဲ့စကားတန်တိုးတိမ်သွားတယ်မှန်လားဝေလေကိုမြင့်မောင်ရဲ့စကားတွေကိုနားထောင်ပြီးတော့မျက်ရည်တွေတောင်မှဝဲတက်လာတယ်လှဝေငါတို့သမီးလေးကိုတိုက်ကျိုးဖြတ်ဖို့အမြန်ဆုံးစီစဉ်မနဲ့တူတယ်။အိုးကိုမြင့်အဲ့လိုလုပ်လို့ဖြစ်ပါမလားတော့။ကျုပ်ကြားပူးတာရှိရဲ့။တိုက်ကလာတဲ့သူတွေကိုအဲ့လိုလုပ်ကြရင်နဲ့မနိုင်နဲ့ဆရာနဲ့တာဆိုတစ်ဖက်ကအသေးချေလောက်တတ်တယ်တဲ့။တမိသားစုလုံးပါထိနိုင်တဲ့ဖြစ်ပါမလားကိုမြင့်ရဲ့။ကိုမြင့်မောင်တစ်ချက်တွေးကနေဖြစ်သွားတယ်။အတန်ကြာတော့မှတက်ပြင်းတစ်ချက်ကိုချလိုက်ပြီးဒီတိုင်းဆိုရင်ဘာထူးမှလဲလောက်ဝေဟာသမီးလေးကိုသူတို့လာခေါ်တိုင်းငါတို့ကဘာမှမလုပ်နိုင်ပဲရှိနေရတော့မှလားမတော်လို့ပြန်မလွတ်တော့ရောမိခင်ဖခင်တို့ရဲ့ပူပန်မှုတရားပါလှဝေကနှုတ်ဆိတ်သွားတယ်ကိုမြင့်ဟေးတော့စိတ်တဲ့အဲ့လိုရှိရဲဆိုရင်လေမထိမခိုက်ဖြစ်အောင်တော့လုပ်ပါနော်ကိုမြင့်မောင်တယောက်ကအတွေးနွန်နဲ့လွင့်မျောသွားတာမို့ကောင်းလေးမငိမ့်မိတလို့ကောင်းလေးမခမိခဲ့ပြီးတော့တုံးမြန်စကားလည်းမဆိုခဲ့မိပါကိုမြင့်မောင်တယောက်သမီးတွေကြိုးကုတ်လိုက်ခြင်းဖြင့်ဖြူးနယ်ဘက်ကဆရာသိန်းဆိုတဲ့ဆရာတယောက်ကိုပင့်လာခဲ့တော့တယ်အခုမှတော့အနီဆရာသိန်းဟာကိုမြင့်မောင်ရဲ့ရင်ခွင်စီမှာလက်ဖြူလေးကိုပိုက်ထားစီပြီးတော့တားဖနှစ်ဦးသားသူ့ရဲ့ရှေ့စီမှာထိုင်စီတယ်အိမ်ပေါ်မှာလည်းကရုတ်ပွဲသုံးပွဲကိုထိုးထားစီပြီးတော့အလင်းတိုင်အမွေးတိုင်တွေလည်းထွန်းညှိပူဆော်ထားပါတယ်ကိုမြင့်မောင်တို့အိမ်လေးပေါ်မှာလည်းလာရောက်ပြီးတော့ဆက်စုလေးလာကြသူနေရာဝိုင်းအုံချိတ်ရန်လျက်ဆရာသိန်းကအိမ်ထဲကိုဘသူ့မှပေးမဝင်ဖို့မှာကြားထားတာမို့ပဲမဟုတ်ရင်တအိမ်လုံးနာပြည့်နေတော့မလားမသိတောင်တော်အဲ့လူတွေကအပြင်ကနေစောင့်ကြည့်နေကြတာဆရာသိန်းကဖျားဝတ်ပြုမြစ်တာပို့ပြီးတော့တစ်ဖက်ကလှဖြူလေးရဲ့အနွယ်တွေကိုမြစ်တာပို့တယ်ပြီးတော့အထက်ပကဝါစီကမဟိတိရှင်တိတ်တိရှင်တို့၏အဆိုမိတ်ငါဤနှုတ်ဖြာထွက်သောစကားသည်၎င်းတို့၏စကားကိုစားပြုသည်အခုကျွန်ုပ်၏အရှိမောက်တွင်ရှိနေပါသောပုဒ္ဓဟုသမီးဖြစ်တဲ့မလလဖြူရဲ့အတိတ်ဘဝကအနွယ်တော်သည်
အခုပင်ရှေ့မောက်စီကိုရောက်ရှိပါစေသာဆရာသိန်းကအမိတ်ပြန်လိုက်တယ်အဲ့နောက်သူ့လက်ထဲမှာကင်ထားတဲ့တတောင်ခန့်ရှိတဲ့ညှို့နှက်နှက်ကျင်ကလေးနဲ့ကျန်းကိုပုတ်ပြီးအာနာဆက်ဖြန့်တယ်လို့လှုပ်ဆောင်လိုက်တယ်အဲ့လိုလုပ်ပြီးရနဲ့ချက်ချင်းဆုပ်တယ်လို့ပဲကိုမြင့်မောင်ရဲ့ရင်ခွင်စီကလှဖြူလေးဟာအိမ်မွေချခံရတယ်လို့ဖြစ်သွားပြီးတော့မေးဆက်အိပ်ပျော်သွားတော့တယ်သမီးဆေးရကိုမြင့်မောင်ရဲ့စိုးရင်တကြီးခေါ်တန်းမစိုးရိမ်နဲ့ကိုမြင့်မောင်သူတို့ကလေးကိုဆွဲယူဖို့ကြိုးစားတာဒါမဲ့သူတို့ဘာမှမလုပ်ရခင်ကျုပ်ခမည်းသမီးရဲ့လက်ပြောင်ချုပ်နှောင်ပေးထားတယ်သူတို့ဒီအဆင့်ကနေတက်မရအောင်ကျုပ်စီးထက်တားလိုက်မယ်ဆရာသိန်းကကိုမြင့်မောင်ပြောတော့အိတ်ချိန်မှာအိမ်ပြင်ဘက်လူအုပ်ထဲစီမှကျေလောင်သောညီးတန်တစ်ခုထွက်လာပါတယ်ကြီးနေသောလူအုပ်စီကတဆုံတယောက်ဟာလှုပ်ရှားတိုးခတ်လာပါတယ်အပြင်ဘက်မှာရေုပ်တဲဖြစ်ကုန်ကြတယ်လူအုပ်ချပထမထွက်ပေါ်လာသောညီးတန်စာရှီမောခနဲ့တန်ရ6ကက်ကဲကျဲလလောင်ထွက်ပေါ်လာပြန်တယ်မတင်စိန်ဘာဖြစ်တာလဲမတင်စိန်ရှီမောတန်ရှင်ဟာမတင်စိန်အမိရှိမိမ့်မကြီးပါလူအုပ်ကြီးကနှစ်ပေးမှရွှဲလိုက်ချိန်မှာမတင်စိန်ကအားလုံးရဲ့ကြားစီမှာတင်းမလင်ခွေထိုင်ပြီးတော့မျက်စိကိုစုံမိတ်ထားလိုက်ပြီးလူကအရှိနောက်ကိုရိန်ထိုးပြီးလှုပ်ရှားနေတော့တယ်သူ့ကိုအိမ်ပေါ်ခေါ်လိုက်ပါဆရာသိန်းစကားဆုံးကာလာသားနှစ်ယောက်ကမတင်စိန်ကိုအိမ်ပေါ်စီကိုခေါ်ဆောင်လာခဲ့ကြပါတယ်အဲ့နောက်မတင်စိန်ဟာဆရာသိန်းရဲ့အရှိမလန်မကန်းစီမှာပေးထိုင်လိုက်တယ်အခုရောက်လာတာဘာလို့လဲဆရာသိန်းကမဆိုင်မတွမေးလိုက်တယ်အဲ့ဒီခါမှာမတင်စိန်ကမျက်လုံးတွေမဖွင့်မဲနဲ့ရိန်ထိုးမပြတ်ရှိရင်ကရွှေတန်ကျုပ်အပြူတော်ရဲ့အမငါနဲ့ငါညမကိုနင်တို့ကအပိသက်ခွဲထုတ်ဖို့ကြံနေရပေါ့လေအတန်မတင်စိန်ရဲ့အတန်မဟုတ်အခြားသောမိမတယောက်ရဲ့အတန်ဖြစ်ပြီးတော့ခက်ဆဆခက်ဆဆူနဲ့အတန်ရဲ့နောက်ွယ်စီမှာဒေါသတို့လည်းရောရှက်ပါနေသလိုအပြူတော်စွာဘာတူလဲမတင်စိန်ကအိမ်မောချနေသောလှဖြူလေးစီကိုမင်းငေါ့ပြတယ်။သူကအပြူတော်ဒါဆိုရွှေတန်ကြော့ဆိုတာနေမဲ့ပေါ့ဟုတ်တယ်။အတန်ကတူပြပြရွှေတန်ကြော့နာမည်ကတော့မစိုးပါဘူး။ဒါနဲ့နေရပဲရလေ။ဆရာသိန်းကခက်ပြပြထပ်မေးလိုက်တယ်။အိမ်ပြင်ဘက်ကချောင်းကြည့်နေသူတွေမှာတော့အထူးဆန်းဖြစ်နေကြပါတယ်။လှဖြူလေးရဲ့မိဘလည်းဖြစ်အနီးကလည်းရှိနေကြတဲ့ကိုမြင့်မောင်တို့လက်များကတော့ပြောခွင့်ရတာမရှိနိုင်လက်များနှစ်ယောက်စလုံးသမီးလေးအတွက်စိုးရိမ်ပူပန်နေကြရပြီးတော့ရင်အစုံတို့ဟာလိုင်းထန်တဲ့အတိုင်းရှိနေကြရတယ်ငါတိုက်ကမတင်သိငယ်ပြန်ပြေးတန်ကတော့အရှိရလိုပဲခက်ပြပြပဲတိုက်ကလေရွှေမောင်းတောတိုက်ကလားဟုတ်တယ်ဆရာသိန်းကကောင်းကိုညှိလိုက်တယ်ကိုမြင့်မောင်တို့လက်မရဆရာသိန်းကိုအာကိုတကြီးကြည့်မိကြတယ်အပြင်ကလူအုပ်ကြီးကအိမ်ထဲမှာပါဆက်ဖြစ်မလဲဆိုတော့သိချင်လုံးစိတ်နဲ့စိတ်ဝင်တစားရှိနေကြပါတယ်ဟုတ်ပြီအခုဆရာဖိတ်ခေါ်ရတာပြီးခဲ့တဲ့ဖြစ်ပျက်တွေကြောင့်ဟော်ရီယာကလေးမလေးမလှဖြူရဲ့မိဘတွေကအရန်ကိုစိုးရိမ်နေကြတယ်အဲ့ဒါကြောင့်ဘဝချင်းကလည်းမတူတော့ဘူးဆိုတော့သီလေးထားပေးစေချင်နေဆိုတာမေတ္တာရက်ခံလို့တာပါမတင်စိန်ပြင်းပြင်းထန်ထန်ပဲကောင်းကိုခါရက်နေမရဘူးငါမလုပ်နိုင်ဘူးဆရာသိန်းရဲ့မျက်နှာတစ်ချက်တောင်အပြုံးမပြတ်မလုပ်လို့မရဘူးလေရွှေတန်ချော့ရဲ့ဒီဘက်ကဘဝမိဘတွေကိုတနာမှာပေါ့သူ့ကိုဒီဘဝကိုလာဖို့နင်တို့ကိုယ်တိုင်ပဲခွင့်ပြုပေးခဲ့တာမလားဟုတ်တယ်ဒါနဲ့များရွှေတန်ကြော့ရဲ့ကြီးကြီးဖြူဖြူခွင့်ပြုပေးပြီးတော့မှအခုလိုလာခေါ်နေတော့ငါကတတိယလိုလာခေါ်တာအခုမှမဟုတ်ဘူးအရင်ကလည်းခေါ်ပူးတာပဲဟာကိုမြင့်မောင်တို့လက်မယားစီကတပြားနှက်တဲ့ထွက်လာတဲ့အာမေဒိတ်တန်ဆရာသိန်းကတော့အန်အောတဲ့ဟန်ရှိပေမဲ့ဟန်ကိုအသာထိလိုက်ပြီးဘယ်နှစ်ချိန်တောင်ခေါ်ပူးလဲ3ချိန်ငါလာခေါ်တိုင်းမြမလေးကိုပွားထုတ်ပြီးတော့ထားခဲ့တယ်ဆရာသိန်းနားလေလိုက်တယ်ကိုမြင့်မောင်တို့ကဒီအချောင်းကိုပြောပြထားခဲ့ပူးတယ်ဒါမဲ့အားလုံးအခုမှထပ်သိရတာကလေးကိုတောင်ဖို့အနားမှာမတွေ့ခင်မှာညပိုင်းမတိုင်ခင်ကတည်းကရွှေတန်ကြော့တို့ကခေါ်ထုတ်သွားကြတာပဲဘဲခါတွေတုန်းကလေအခါလေးကြိုပြီးတော့နောက်ပိုင်းနှစ်ချိန်အခုတစ်ချိန်အဲ့တုန်းကငါညီမလေးကိုတိတ်တွေ့ချင်နေရကြောင်းရပြီသိပြီဒါကြောင့်ကိုပွားထားပြီးတော့ခေါ်သွားတယ်ပေါ့ဟုတ်တယ်ဆရာသိန်းကတပ်ပြင်းကိုခက်တသားချလိုက်တယ်ဒါနဲ့ရွှေတန်ကြော့နင်တို့အနေနဲ့ကလေးကိုခေါ်ရင်လိပ်ပြတင်ခေါ်တာမဟုတ်လားဟုတ်တယ်ဒါမဲ့ငါညမကိုခန္ဓာပါတမင်ခေါ်ရခဲ့တာဘာကြောင့်လဲငါတို့မှအတိုက်ခိုက်သိများတယ်တကယ်လို့လိပ်ပြကြီးခေါ်ရင်ငါညမလေးတစုံတစ်ခုဖြစ်သွားမှာဆိုလို့ဟုတ်ပါပြီဒါဆိုဒီတစ်ခါကရော
ကလေးကိုဘာလို့သူ့အိယာထိပြန်မပို့ခဲ့တယ်လဲရွှေတန်ကျော့ဝင်ပူးကတ်ထားတဲ့ဒေါ်တင်စိန်ရဲ့မျက်နှာဟာတင်းမာသွားတယ်ညာတော့ဟာငါတို့စီကိုတိုက်ခိုက်တွေရှောင်းလာလို့ဒါကြောင့်ပြန်မပို့နိုင်တော့တာဟုတ်ပါပြီဒါမဲ့လေအခုလိုခေါ်သွားတာမဖြစ်သင့်ဘူးကလေးအတွက်အန်ဒီရဲ့တိတ်များတယ်အဲ့ဒါနင်သိလားမသိဘူးသိဖို့လည်းမလုပ်ဘူးငါသိတာငါညမလေးကိုငါလွှဲရင်လာခေါ်မှာပဲရွှေတန်ကျော့မလေးညီတို့ကငါတို့ညီမကိုအပီးသက်ခွဲဖို့ကြံစီနေရငါသိရနော်ရွှေတန်ကျော့ရဲ့စကားသံဟာတဲမှလွန်နေပါ रे မဟုတ်ဘူးရွှေတန်ကျော့ကလေးရဲ့မိဘတွေတောင်းဆိုတာတော့ဟုတ်တယ်ဒါမဲ့တိုက်ချိုးဖြတ်တယ်ဆိုတာငရဲသိတ်ကြီးအလုပ်တစ်ခုပဲဆရာကလုပ်မယ်လို့တော့မရည်ရွယ်ထားဘူးဒါကြောင့်သူ့အနွယ်ကိုဖိတ်ခေါ်ပြီးတော့မြစ်တာရက်ခတ်မလို့ဘာပဲဖြစ်ဖြစ်နင့်ကိုငါမယုံဆရာအများကြီးရှော့ပေးထားရနော်ရွှေတန်ကျော့အခုဆရာနေရာမှာသာအခြားဆရာဆိုအခုလိုပုံစံနဲ့နင်မလွယ်ဘူးမှတ်ပါငါမကြောက်ဘူးဆရာကောင်ငါနဲ့ငါညမကိုဖဲဖို့ကြင်ဒါမှမဟုတ်အခုချစ်နေရနေဖြက်စီးဖို့ကြင်အဲ့ကောင်ဘဝရောအသက်ပါပြောင်းလုံးမှာရွှေတန်ကျော့ကကျင်းသွားတယ်ဆရာသိန်းတက်ပြင်းကိုအသာချလိုက်မိတယ်တဘောကတော့ရွှေတန်ကျော့ကိုသူအကြမ်းမကန်ချင်ဒါမဲ့ခုတော့မဖြစ်ဖြစ်အောင်လုပ်ရမယ့်အခြေအနေဖြစ်နေပြီဒါကြောင့်ဆရာသိန်းကတက်ပြင်းကိုအသာချလိုက်ချင်ပဲနင်တို့ညီမကိုတိုက်ချိုးဖြတ်ပြီးတော့ဆရာခွဲထုတ်ဖို့မကြိုးစားဘူးခွဲထုတ်လိုက်လေနင်တို့ဘာမှမတက်နိုင်ဘူးအခုကဆရာမြတ်တာရက်ခံလို့တာပါနင်တို့ဒီကလေးကိုတတိယလာတွေ့ပါခေါ်မသွားပါနဲ့စောင့်ရှောက်ချင်အခြားနည်းနဲ့စောင့်ရှောက်ပါဒီကမိဘတွေကိုငဲ့ညာတဲ့အနေနဲ့အချက်အမဖက်ဖို့ဆရာအချောင်းဝင်ပြီးတော့နောက်ဆုံးချိန်မြတ်တာရက်ခံတာပါရွှေတန်ကျော့ဝင်ပြီးတော့ပူးကတ်နေတဲ့မတ်တင်စိန်ငငူငငိုင်းဖြစ်သွားပါတယ်ဘယ်လိုလဲဆရာကိုတခုခုတုံ့ပြန်ပြီးတော့ပြောပါလားမတင်စိန်ကောင်းကိုခိုင်ရမ်းနေငါလက်မခံနိုင်ဘူးဒါဖြင့်လေဆရာတို့ဘက်ကမြတ်တာရက်ခံပြီးသွားပြီဆိုတော့ကိုင်ကန်ရှင်ရဲ့အလိုက်စီစဉ်တဲ့နောက်စီစဉ်တော့မယ်ပြန်နိုင်ပါပြီဆရာသိန်းကပြပြဆွဆွမတင်စိန်ရဲ့နဖူးစီကိုသူ့လက်ထဲကချိန်လုံးလေးနဲ့ထောက်လိုက်တယ်ရုပ်ကြီးပဲမတင်စိန်တယောက်အယုတ်အကျိုးပြက်ပြီးတော့ပျော့ခွေလဲကျသွားတော့တယ်ပျော့ခွေလဲကျသွားတယ်အချင်းကြီးကတော့မျက်နှာတိုင်းပဲကိုမြင့်မောင်ကြီးဆရာသိန်းကစကားစားတယ်ကိုမြင့်မောင်တယောက်သမီးပေါ်စိုးရင်စိတ်တို့နဲ့မချစ်မရဲဖြစ်ရပြီဘယ်လိုလုပ်ကြမလဲဆရာကုညီပေါင်းပြတိုက်ချိုးဖြတ်ဖို့ပဲရှိတော့မှာပေါ့လွယ်ပါမလားဆရာလွယ်တော့မလွယ်ဘူးကျုပ်လေဆရာအာပတ်သိမ့်ခံရလိမ့်မယ်ဒါဖြင့်လေဆရာရဲ့ကိုမြင့်မောင်ဆရာသိန်းကလက်ကပြလိုက်တယ်ဘယ်တက်နိုင်မလဲဗျာကိစ္စတော့မရှိပါဘူးလှုပ်ကြည့်လိုက်ကြတာပေါ့ဆရာကိုအာပတ်သိမ့်မယ်ဆိုတော့မလုပ်ပါနဲ့ဗျာအခြားနည်းကိုတွေးကြည့်ပေးပါနော်ဆရာသိန်းကတခဏစဉ်းစားလိုက်တယ်လိပ်ပြချုပ်ဆောင်ဗျာဆရာကျုပ်လိပ်ပြချုပ်ဆောင်လေးပေးခဲ့မယ်ကိုမြင့်မောင်ဒါမဲ့ခမရတို့တတိထားမှာဒီဟာလေးကိုကလေးစီကနေလုံးဝပြတ်မသွားအောင်ထိမ့်သိမ်းရမယ်နော်အဆောင်လေးရှိနေသေး၍သူတို့ထိတွေ့လို့မရဘူးလိပ်ပြခေါ်လို့မရဘူးမရှိတော့ရင်တော့သူတို့သဘောကျဖြစ်သွားလိမ့်မယ်ကိုမြင့်မောင်တို့လည်းမရဝမ်းသာသွားကြတယ်ဟုတ်ပြီဆရာအဲ့ဒါပဲစီစဉ်ပေးခဲ့ပါကျုပ်တို့ရအောင်ထိမ့်သိမ်းပါမယ်ကောင်းပြီလေကျုပ်စီစဉ်ပေးခဲ့ပါမယ်ဆရာသိန်းကချစ်ချင်းပဲငွေအောင်အင်းပြလေးတစ်ခုနဲ့အနီအောင်ကျိုးစာလေးကိုချစ်လက်ပြီးတော့လိပ်ပြချုပ်အင်းလက်ဖွဲ့တစ်ခုကိုစီစဉ်ပေးခဲ့ပါတော့တယ်ထို့မှစတင်ပြီးတော့လှဖြူလေးတယောက်အိမ်ဟာနေညဘက်မှာပျောက်သွားတဲ့ဖြစ်မျိုးတစ်ဖက်ကလာခေါ်တာကိုခံရတဲ့ဖြစ်မျိုးစီကကင်းဝေးခဲ့ရပါတယ်ဒါမဲ့နောက်တစ်နေ့ခန့်အကြာမှာတော့ဖေဖေဖိုးဖိုးတည်သွားပြီဘာပြောတာလဲသမီးရဲ့ကိုမြင့်မောင်တယောက်အလောက်ကနေနေတစ်ဝက်ပြန်လာချိန်မှာခြံထဲမှာစော့ကစားနေတဲ့လှဖြူလေးကအတန်ဆဆာလေးနဲ့စီးကြုပ်ပြီးတော့ပြောလာခဲ့တာပါကိုမြင့်မောင်တယောက်လှဖြူလေးရဲ့စကားမပီကလာမို့ဘာပြောလိုက်မှန်းအသေးချာနားမလည်လိုက်မိဖိုးဖိုးတည်သွားပြီလို့ဒီတစ်ချိန်မှာတော့ကိုမြင့်မောင်ကကလေးရဲ့စကားကိုနားလည်လိုက်တယ်ဒါမဲ့အဆက်ဆက်ကမရှိရတဲ့ဘာကိုပြောချင်တာဖြစ်ချောင်းဘသူ့ရည်ရွယ်ပြီးတော့ပြောနေတာကိုနားမလည်နိုင်ဘေးကဖိုးဖိုးလေသမီးရဲ့အိုးဖေဖေကလေသမီးရဲ့ဖိုးဖိုးပြောနေတာပေါ့အေးလေဘေးကဖိုးဖိုးလဲလို့လှဖြူလေးကစဝေစဝါနဲ့ခေါင်းကိုကုတ်လိုက်ပြီးအဲ့ဒါတော့မမီလည်းမသိဘူးသမီးဖြစ်သူရဲ့ချစ်စပွဲပုံလေးကြောင့်ကိုမြင့်မောင်အမောပြေးသွားတယ်ချက်ချက်မဲ့သမီးလေးကိုကောက်ချပြီးတော့နှမ်းလိုက်တယ်ပြီးနောက်သမီးရဲ့မသိဘဲနဲ့ပြောရတယ်လို့ကွယ်သဘောကျခြေနဲ့နေတဲ့ဟန်နဲ့ကိုမြင့်မောင်ပြောတယ်ဒီကယ်ပါဖေဖေရဲ့ဖိုးဖိုးကတကယ်သိတာဒီတစ်ချိန်မှာကိုမြင့်မောင်တယောက်ရှီမောလိုက်မိတယ်ပြီးရင်ကလေးကတနေရနေဒီစကားကိုကြားလာမိလို့ပြန်ပြောတယ်လို့ယူဆလိုက်မိတော့တယ်မမေရောသမီးအိမ်နောက်ဘက်မှာအဝတ်လျှော်နေရဖေဖေ
ကိုမြင့်မောင်ကလက်ဖြူလေးကိုချိပြီးတော့မလာဝေရှိရစီကိုရှောက်လာခဲ့တယ်။မလာဝေကရေတွင်းစီမှာအဝတ်တွေတပုံတပင်ကိုတပုံပုံရှိုက်ထုပြီးတော့ရှော့ဖွတ်နေရပါ။လာဝေငါပြန်ရောက်ပြီဟာ။အော်ကိုမြင့်မောင်ဒီနေ့တစ်ပိုင်းပဲပေါ့။အေးဟုတ်တယ်ဟာ။လာဝေအိမ်ရှိစီကခေါ်တယ်။ကိုမြင့်ရေဘာလို့လဲထွက်ကြည့်မအောင်။အော်အေးမလာဝေကမိဖို့စီကအော်လိုက်တာမို့ကိုမြင့်မောင်လည်းအိမ်ပြင်ထွက်ပြီးတော့ကြည့်လိုက်တယ်။ဟာချစ်တန်းမလား။ချစ်တန်းကတို့အရင်နေခဲ့တဲ့ရွာစီရပဲ။ဟောကိုမြင့်မောင်ဟူတော်သေးတာပေါ့ဗျာ။ကျုပ်ပြင်လာတာလားရတာတွေးမှမလားလို့အေးလာချစ်တန်းရေဘယ်ရဘလို့များကဲလိုင်ရတော့ဒီကိုပဲတကူးတကလာရတာမလောက်ဝေရောကိုမြင့်မောင်ချစ်တန်းကပြောလဲပြောမေးလဲမေးအေးရှိတယ်ကွကဲသုံးစမ်းမအောင်ချစ်တန်းရမကိစ္စခမရရောက်ခမကြီးဥဖိုးတင်ညအဆုံးသွားလို့ဗျဟာကိုမြင့်မောင်အံ့အားသင့်သွားတယ်အဲ့ဒီအချိန်မှာအိမ်လေးရဲ့စီကမလောက်ဝေတယောက်ဧည့်သည်ရောက်တန်ချတာမို့ဆင်းထွက်ချလာပါတယ်ဟောချစ်တန်းမလားဘယ်ရဘလို့ဒီကိုပဲလာတာငါမကြီးကျုပ်ကိုအကြီးလေးလွတ်လိုက်တာအမေရလားဘာเจ้าမြလဲချစ်တန်းနဲ့လောက်ဝေရဆွေရမျိုးရိပ်မကင်ချဒီတော့လောက်ဝေရဲ့မိဘများကိုချစ်တန်းအကြီးလေးအဖိုးလေးလို့သာခေါ်တတ်ပါတယ်ဟုတ်တယ်အမအကြီးလေးလွတ်လိုက်တာမိခင်ဖြစ်သူကလွတ်လိုက်တယ်ဆိုတော့ကြောင့်လောက်ဝေအလွန်ပျော်ရွှင်သွားမိတော့တယ်ချစ်တန်းထိုချင်းရကြောင့်ဆက်ပြောဖို့ရတွေးနေမိရပါတယ်လောက်ဝေချစ်တန်းကငါတို့စီကိုလာတာနင်းရဲ့အဖေသုံးနာလာပြီးတော့အကြောင်းကြားတာတဲ့ရှင်မလဝီတယောက်သူ့နာသူမယုံကြည်နိုင်မျက်လုံးဝိုင်းသားနဲ့ချက်သေးသေးပြီးတော့ထောင်းရီကိုမြင့်မောင်ကမလဝီကိုပြေးပြီးတော့ဖေးကူလိုက်ပြီးလှဝီတတိထားလေလှဝီမလဝီမလုံမရှားနဲ့ပဲကိုမြင့်မောင်စိတ်ပူသွားပြီးတော့ချစ်တန်ငါ့ကိုကူပါအောင်အဲ့ဒီကရင်နွေးအေးနေတဲ့တစ်ခွက်မြင့်နှစ်ယောက်သားအလင်းမြန်ပဲမလဝီကိုအသိစိတ်ပြန်ကန့်အောင်ပြုစုရတယ်မလဝီတယောက်အသိစိတ်ပြန်လဲပြီးတော့နေရာမှာပဲချုံပွဲချငိုကြွေးပါတော့တယ်။ကိုမြင့်မောင်ကမလောက်ဝေရဲ့အနီးမှာရိုက်နေစိတ်မကောင်းဖြစ်ပြီးတော့ရှိနေရပါတယ်။ဘလို့ဖြစ်တာလဲချစ်တန်းအနေရခက်စွာရှိနေရမို့ကိုမြင့်မောင်ကတမင်ကိုမေးမြန်းလိုက်ချက်မှာထမင်းဆိုင်ရနေရုတ်တရက်ဖြစ်သွားတော့ကိုမြင့်မောင်ကြီးအဲ့ဒါအကြီးလေးကချက်ချက်မဲကြောရီရင်တွေပုတ်ချပေးသေးတယ်။ဒါမဲ့ဘလို့မှမရဘဲနဲ့တခါတည်းကိုအသက်ပါသွားတော့တာဗျ။မလောက်ဝေကချစ်တန်းရဲ့စကားတို့နားထောင်ပြီးတော့ရှက်ကြီးတငယ်ငိုပြန်နေလှဝေငိုပါဟာနေအားရငိုလိုက်ပါကိုမြင့်မောင်ဟာမလှဝေကိုရှင်ထဲမှာမွန်းချက်မှုမရှိစေဖို့ဖြောင်းပြဆော်ဩနေရပါအတန်ကြာတဲ့ခါမှာတော့အကိုမြင့်ကျုပ်တို့အဖေစီကိုသွားကြရအောင်နော်သွားကြရအောင်ပါအေးမလှဝေရဲ့ငါတို့သွားကြရမှာပေါ့ကဲစိတ်ကိုလျှော့ထားနော်အခုပဲသွားဖို့စီစဉ်မယ်ကိုမြင့်မောင်စီစဉ်မနေနဲ့ကျုပ်မှလဲပါတယ်ခရီးကလမ်းတော့နွားရီအစာကျွေးရေတိုက်လှုပ်လို့ရအောင်ရွာထိတ်ကငသိန်းတို့အိမ်မှာထားခဲ့တာ။အော်အေးဒါဖြစ်လဲငါတို့ယူစရာရှိရယူပြီးတော့သွားကြတာပေါ့ကွာ။မလဝေကဖတ်ခဲ့ရဲ့စိတ်ကြောင့်ဘာမှမလုပ်နိုင်တော့ပါ။ဒါကြောင့်ကိုမြင့်မောင်တယောက်အိမ်ပေါ်စီကိုခတ်တုတ်ပြေးတက်လိုက်ပြီးတော့ယူစရာရှိရယူရပါတယ်။အိပ်ပျော်နေသောသမီးလေးလှဖြူကိုမြင်လိုက်ရချိန်မှာအလုတ်ပြန်လာတော့ဖြစ်အင်ကိုမြင်ရမိပြီးတော့ကိုမြင့်မောင်အံ့အားသင့်သွားခြင်းဖြစ်တယ်။သမီးလေးဟာအခုဖြစ်ရက်ကိုကြိုတင်ပြီးတော့သိရှိနေခြင်းပဲလား။ဖိုးဆုံးနေလို့လေသူမပြောခဲ့တယ်။အခုချိန်ခဏသာကြတယ်။တည်င်းစကားရှောက်လာပါတယ်။သမီးလေးကတစောတစ်ခုတော့ထူးဆန်းနေပါတယ်။သူမလေးနဲ့ရွှေတန်ကြော့တို့အဆက်တွေများရှိနေသလားဆိုပြီးတော့ကိုမြင့်မောင်တွေးမိတယ်။ဒါမဲ့ကြကြတော့မတွေးအား။သွားလာမဲ့ခီးရရှိသေးရမို့ချက်ချင်းကိုအာယုံဖြတ်ပြစ်လိုက်တယ်။အထုပ်ပိုးချို့ယူပြီးတော့ကိုမြင့်မောင်အိမ်အောက်စီကိုပြန်ဆင်းခဲ့လိုက်တယ်။လှဝေရော့ဒီမှာလိုအပ်မဲ့ပစ္စည်းတွေနင်တို့သွားနေမလားငါသမီးလေးကိုနှိုးပြီးတော့လိုက်ခဲ့မယ်နေပါစေကိုမြင့်မောင်ရဲ့အားလုံးတူတူပဲသွားကြတာပေါ့ကိုမြင့်မောင်ကအထုပ်ပိုးများကိုလှဝေထံကိုလှမ်းပေးပြီးတော့အိမ်ပေါ်စီကိုပြန်တက်ပြီးသမီးလေးလှဖြူအိမ်ရမှာနှိုးဖို့အခန်းစီကိုဝင်ခဲ့လိုက်ပါတယ်ဟမ်အခန်းထဲမှာလှဖြူလေးဟာငုတ်တုတ်လေးထိုင်နေပါတယ်ဒါမဲ့မျက်လုံးတော့မှိတ်နေစေသမီးလေးလှဖြူကိုမြင့်မောင်ရဲ့ခေါ်တန်းကိုလှဖြူကမကြားတဲ့အတိုင်းခန္ဓာကိုယ်ကအရှိနောက်စီကိုရိန်ထိုးပြီးတော့မီးပြန်လာမှာပါမမရဲ့လှဖြူလေးကတစုံတယောက်နဲ့စကားပြောနေတယ်လို့ရှိနေပါတယ်အခေါ်ပေါ်ရရွှေတန်းကျော်ရောက်ရှိနေချမ်းသာဖြစ်လိမ့်မယ်လို့ကိုမြင့်မောင်သိရှိလိုက်တယ်သမီးလေးကိုမြင့်မောင်ကမဆိုင်မတော့မှာပဲလှဖြူလေးကိုချီလိုက်ပြီးတော့လှုံနှိုးလိုက်တယ်
ဟမ်ဖေတို့သွားစရာရှိရဲ့သမီးရဲ့ကဲလာဝတ်စားမြင်မြန်လဲကြစို့လှဖြူလေးကိုဝတ်စားလဲပေးလိုက်ပြီးတော့သားဖနှစ်ယောက်အိမ်အောက်ကိုဆန်းလာခဲ့ကြတယ်လှဝေကထိုးပိုးမြောက်ကန်ပြီးတော့ငိုရှိုက်နေစိမ့်ကဲသွားကြစို့လှဝေကလေးကိုတစ်ဖက်ကချီမလှဝေကိုတစ်ဖက်ကဖေးမှပြီးတော့ခေါ်ဆောင်လာခဲ့ပါတယ်နိုင်ရေးကိစ္စတပတ်တာကာလတွင်လှဖြူလေးစီကထူဆန်သောပြုမှုတို့ကိုမြင့်မောင်တို့တွေ့ကြုံကြရပါတယ်ဦးဆုံးနေနဲ့ရောက်ရှိပြီးတော့ကာလမှာဖြစ်ခဲ့ချက်မဟုတ်လှဝေရဲ့အဖေဦးသမ်းမောင်ကိုမြေမြုပ်တကြိုပြီးတော့အိမ်ရောက်မှာတော့လှဝေလေးရဲ့ထူးခြားမှုတို့ကစတင်လာပါတယ်ဖေဟိုမှာဖိုးထိုင်နေတယ်နိုင်ရေးလာတဲ့ဧည့်သည်တို့ကဦးသမ်းမောင်ရဲ့တိတ်ဆုံးပုံကိုမေးမြန်းပြီးတော့မသိခင်ကဘလို့ပဲပုံပြောနေကြစမှာလှဖြူလေးကရုတ်တရက်ထားပြောလာချက်မှာလှဖြူလေးညွန်ပြရာငါပြောပင်အုပ်ဖက်မှာတော့ဘာဆိုဘာမှရှိမနေကိုမြင့်မောင်ကဧည့်သည်တွေကိုတစ်ချက်အကဲခတ်လိုက်တယ်ဧည့်သည်တို့ကဘာမှဖြစ်မနေသို့တော့သူ့ရဲ့ရက်ခမိုက်ရတော့မျက်စိမျက်နှာပြတ်နေပါတယ်သမီးရဲ့ဘာမှမရှိပါဘူးကွ။အိုးဘာလို့မရှိရမှာလဲဖေရဲ့ရှိပါခုနကတော့ပိုတက်တာထဲမှာဝင်အိတ်တုံးကအင်းချီနေပဲ哦လှဖြူလေးကအယိုးခံတိုင်းပြောနေချက်မှာသူမလေးရဲ့မြင်ကွင်းမှာအဖိုးဖြစ်သူကငါပြောပင်အုပ်ရဲ့အချိန်မှာငုတ်တုတ်ထိုင်ပြီးတော့သူမတို့ရှိရစေကိုငေးကြည့်နေရှိနေပါတယ်ကဲသမီးလေးလာဖေမုံလိုက်ဝယ်ကျွေးမယ်နော်ကိုမြင့်မောင်ကလှဖြူလေးကိုနေရာစီကခေါ်ထုတ်ခဲ့လိုက်တယ်အားလုံးနဲ့ဝေးရစီကိုရောက်တော့သမီးလေးခုနပပို့တကယ်မြင်ရတာလားလှဖြူလေးကခေါင်းကိုညှိလိုက်ပြီးဟုတ်တယ်လေဖေရဲ့မိကဘယ်တော့ညာဘူးလို့လဲကိုမြင့်မောင်တဆုံတစ်ခုကိုရိပ်မိသိရှိလိုက်တယ်ကဲသမီးဒါဆိုဒီလိုလုပ်လှဖြူလေးကကိုမြင့်မောင်စူးစိုက်ပြီးတော့ကြည့်တယ်နောက်ဆိုသမီးလေးပါဦးပဲမြင်မြင်ထူးဆန်းတာမျိုးဆိုရင်ဖဖေကိုပြောပြနော်တခြားဘသူမှမပြောရအောင်နော်သမီးလှဖြူလေးကမဆိုင်မတွပဲခေါင်းကိုညှိလိုက်တယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ဖေဟိုဘက်ကခွေးနဲ့ရုံမြင်ရလားဖိုးအိတ်တဲ့တက်တာကြီးထားတဲ့အနားမှာလေအကြီးပဲမောင်ကြီးပြိုးစချိန်လှဖြူလေးကပြောလာတာပါဖေမမြင်ရဘူးသမီးရဲ့ဒါနဲ့ခွေးနဲ့ရဘာလုပ်နေရလဲမြေကြီးတွေကိုတူးနေရဖေကဘာလုပ်တာလဲတော့မသိဘူးလှဖြူလေးရဲ့ပြောပုံရအနီခွေးနဲ့ကြီးကတဆုံတစ်ခုကိုလှရှာတဲ့အတိုင်းရှိနေပါတယ်ကိုမြင့်မှာဘာကြောင့်ရတော့မသိအလွန်စိတ်ဝင်စားမိသွားတယ်ဒါကြောင့်လှဖြူလေးကိုသမီးလေးကြည့်တာနော်ဖေအဲ့ကိုသွားပြီးတော့တခုခုလှုပ်ကြည့်မယ်ကိုမြင့်မှာပြပြဆွဆွပဲကဲလုံးတစ်လုံးကိုကောက်ပြီးတော့အဲ့နေရာစီကိုလှမ်းသွားလိုက်ပြီးတော့ပြစ်ပေါက်လိုက်တယ်ထို့နောက်အနီးစီကနောက်ကဲတစ်လုံးတို့ကိုကောက်ယူပြီးတော့ပြစ်ပေါက်လိုက်တယ်ထို့နောက်လှဖြူလေးစီကိုပြန်လာခဲ့လိုက်ပြီးရှိသေးလားသမီးမရှိတော့ဖေနောက်ထပ်ပြစ်လိုက်တာသူ့ကိုထိမှန်သွားတာအစဖေကိုသွားပြီးဖြေးပြီးတော့ကိုက်မလို့လှုပ်ပြီးတော့မှထွက်ပြေးသွားတာဖေရဲ့ဟမ်ကိုမြင့်မောင်ချက်သိမ်းများတောင်ထမိသွားတယ်ဒီလိုနဲ့သူ့ရဲ့ရက်ခမကြီးဦးသမ်းမောင်တေဆုံးချင်းကတာမန်သွေးရိုးသားရိုးမဖြစ်နိုင်ဘူးလို့တွေးမိရတယ်အဲ့ဒီအတွေ့အတိုင်းပဲကိုမြင့်မောင်ကဂျန်ရည်သူရက်ခမကြီးမလာဝေရဲ့အမေကိုသိချင်တဲ့အကြောင်းအရာတို့မေးမြန်းရပါတယ်အဲ့ဒီခါမှာတော့မရေရာတဲ့အကြောင်းအရာချို့နဲ့ထူးဆန်းတဲ့ကိစ္စချို့ကိုတစုံတစသိခဲ့ရပါတယ်ဒီလိုနဲ့နိုင်ရေးကိစ္စပြီးတဲ့အထိကိုမြင့်မောင်ကအဲ့အကြောင်းတို့ကိုတွေးတော့ကရှိနေခဲ့ရပြီးတဲ့နောက်ရွှေမောင်တော်စီကိုပြန်ပြီးစတင်ခဲ့ရပါတယ်တလခန့်ကြာပြီးတော့မနက်အစောချိန်မှာမုတ်ဆိုးကြီးပြုတ်မုတ်ဆိုးကြီးတပွဲစားမုတ်ဆိုးကြီးမုံခေါင်ရဲ့ချမ်းဝစီကငအူးနဲ့ငထူးတို့ညီကိုအတန်ပြန်ပြီးတော့အော်ခေါ်နေကြတာပါသူတို့နဲ့တူလူစိမ်းတယောက်လည်းပါလာပါတယ်သူတို့တန်ကြကြအော်ခေါ်ကြပေမဲ့မုတ်ဆိုးကြီးရဲ့အိမ်လေးကတတုတ်တောင်မလောက်သူမရှိရများလားအေးဖြစ်နိုင်တယ်ငါလည်းခုမှတတိရတယ်တင်မြန်နေ့ကသမိုင်းအင်းဘက်ကိုထွက်သွားတယ်လို့တော့မနက်စောတော့ကိုတင်မောင်ကြီးတို့ပြောကြတာပဲဘဲဟာတင်မောင်ကြီးလေငအူးရဘဲတင်မောင်ကြီးရှိရမလဲဦးလေးကွားတုံအိမ်ကတရင်ငါကိုတင်မောင်ကြီးပေါ့ကွာအင်းဟုတ်ပါပြီလုံမနေနဲ့အခုငါတို့ဘယ်လိုလုပ်ကြမလဲမုတ်ဆိုးကြီးမှမရှိပဲဘယ်လုံးမှမတက်နိုင်ဘူးလေကွာပြန်ကြရုံပေါ့ပြန်ကြတာတော့ဟုတ်တယ်လေကွာဒါမဲ့ရွှေမောင်းတို့အကိစ္စဘယ်လိုလုပ်ကြမလဲအေးဟုတ်တော့ဟုတ်တယ်ဒါမဲ့ဒီကကိုမြင့်မောင်ကြီးအားနာစရာသူခမအရေးကြီးလို့မုတ်ဆိုးကြီးကိုအရလာခေါ်ပါတယ်ဆိုမှလူစိမ်းတို့ဟာစိတ်ပြက်လက်ပြက်နဲ့ခြံဝစီယာတစ်ပင်အောင်မှထိုင်ချလိုက်ကြတယ်မနေ့တုန်းကသူတို့ရွာနဲ့တရက်တာခီးကြတဲ့ရွှေမောင်တော်ရွာဘက်ကိုနိုင်ရေးကိစ္စတစ်ခုကြောင့်သူတို့ရောက်ခဲ့ကြပါတယ်အဲ့ဒီခါမှာရွှေမောင်တော်ရွာမှာဖြစ်ပျက်နေသောအဖြစ်ဆိုးများကိုသူတို့ကြားသိရတယ်အဖြစ်ဆိုးရဲ့အမြစ်ကတော့ညဘက်များမှာမကောင်းဆိုးရွားများကရွာဝင်နေကြခြင်းလို့သိရပါတယ်အဲ့ဒီဖြစ်ရက်ကိုအသေးစိတ်ပြန်ရင်တော့ကို
ကိုမြင့်မောင်ရဲ့သမီးလေးဟာတိုက်ကလာတယ်လို့သိကြရတယ်။အခုတော့အဲ့ဒီကလေးငယ်ဟာအင်းတိန်ရွာရွှေမောင်းတော့အပြန်လမ်းမှာထူးဆန်းစွာနဲ့ပျောက်ဆုံးနေရပါ။ပျောက်ဆုံးပုံကဒီလိုပါ။ကိုမြင့်မောင်ကသူ့ရဲ့ရောက်ခမကြီးနာရေးကိစ္စပြီးမှမိသားစုနဲ့တူရွာစီကိုပြန်ခဲ့ကြပါတယ်။အပြန်လန်းကခီးရှည်လာတယ်။ကိုမြင့်မောင်ရဲ့ရောက်ခမကြီးရဲ့ရွာဖြစ်တဲ့မဲလာမသည်အင်းတိန်စီကိုဆင့်ရတယ်။ထိုမှသည်ဒေါ်လန်ခီးရှည်ကိုဖြတ်ပြီးတော့တစ်ဖက်ကဒိုးကုန်းရွာစီကိုခီးဆင့်ရတယ်။ဒိုးကုန်းလွန်တော့ကဝီကျေးရွာကဝီကိုလွန်တော့ရွှေမောင်တိုးရွာစီကိုဆက်ဖို့ဘိုးအုပ်ရွာဝင်ကြရတယ်။အဲ့ဒီကနေရွှေမောင်တိုး2နာရီခီးဆက်သွားတာပဲ။အဲ့ဒီကနေရွှေမောင်တိုး2နာရီခီးဆက်ကြရတယ်။အခုတော့ကိုမြင့်မောင်ရဲ့သမီးလေးကအင်းတိန်ရွာထွက်ပြီးဒေါ်လန်ခီးရှည်ကိုဖြတ်တန်းနေစမှာပျောက်ဆုံးသွားခဲ့တာပါ။ပျောက်ဆုံးချိန်မှာကိုမြင့်မောင်တို့လိုက်ပို့တဲ့လဲကဒေါ်လန်ခီးကိုဖြတ်နေစမှာဝါပင်များအုံနေသောစိတ်ကြီးမြောင်အဖြက်လူတစ်ယောက်ကလဲကိုတားပြီးတော့ခီးကြုံလိုက်နဲ့လမ်းမအားလုံးကိုအိမ်မွေးချပြီးတော့ကလေးကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်။အဖိုးတန်ပစ္စည်းတော့တခုမှပါမသွားတဲ့ပြင်လူများကလည်းဘာမှမလုပ်ခဲ့ကလေးကိုသာပြစ်မှတ်ထားပြီးတော့ဖမ်းယူခဲ့ကြောင်းလောက်ကွက်ထင်ရှားလာပါတယ်။အဲ့ဒီကလေးငယ်ရဲ့ပျောက်ဆုံးမှုဖြစ်နောက်ဆက်တွဲခဲ့ရကတော့ရွာတွင်းစီကိုညဘက်ချိန်များမှာမကောင်းဆိုးရွာများဝင်ရောက်တောင်းချမ်းလာချက်မှာကိုမြင့်မောင်ရဲ့ဆိုရတော့အဲ့ဒီမကောင်းဆိုးရွာများမှာရွှေမောင်တောတိုက်စီကရွှေတန်ချော့ကသေလွတ်ထားခြင်းပဲလို့သိရပါတယ်။ဒီအတွက်ကိုမြင့်မောင်ဟာဦးဆုံးနေနဲ့ဖြူးမြုပ်စီကသူတခါပင့်ပူးတဲ့ဆရာသိန်းကိုအရင်သွားပင့်ခဲ့တယ်။ဒါမဲ့ကန်ချောင်းကအရေးမလှခဲ့ပါ။ဆရာသိန်းကကန်နာရီခီးတစ်ခုကိုသွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ကိုမြင့်မောင်ကအကြံအပ်ရပြီးတော့ရွာစီကိုပြန်ခဲ့ရပါတယ်။ဒါမဲ့ရွာပြန်ရောက်ချိန်မှာသူထင်မှတ်ထားတဲ့ပြဿနာနဲ့တိတိဆန်ဆန်ကြုံလာပါတယ်။အဲ့ဒီပြဿနာညဘက်ရွာဝင်နေတဲ့မကောင်းဆိုးရွာတို့ဟာရွှေမောင်တောတိုက်စီကစိတ်ထားတဲ့မကောင်းဆိုးရွာများလို့ရွာသူရွာသားများသိရှိကုန်ကြပြီးတော့ဒီလိုဖြစ်ရတာဟာတိုက်ကဝင်စားတဲ့ကလေးပြောက်ချင်းကြောင့်ဖြစ်တယ်လို့တထစ်ကြယူဆကြကုန်တယ်။ခက်တာမကောင်းဆိုးရွာများကိုဟန်တာပြစ်ပယ်ဖို့အတွက်ရွှေမောင်တိုးရွာစီမှာတန်ဃာတို့တည်င်းတုံးရချောင်းသင်္ကန်းမရှိပါ။တခြားရွာစီကသွားပင့်တော့လေတီးချရွာတရွာဖြစ်တီးထောင်ပြီးတော့ဘုန်းကြီးကျောင်းတကျောင်းတော်မရှိရလေချင်းဆိုပြီးတော့ပုတ်ခက်ပြောဆိုကြတယ်ညင်းပေကြတယ်အဲ့ဒီရဲ့ကရက်ကကိုမြင့်မောင်ရဲ့မိသားစုပေါ်လေတီးတီးတသားရိုက်ခတ်လာပါတယ်ရွာသူရွာသားတို့ကကိုမြင့်မောင်ရန်လူရန်ရှာခြင်းများပြုလာပါတယ်မလှဝေကတော့ရွာမှာမနေရတော့သူမရဲ့မိခင်ဖြစ်သူစီကိုတွားရောက်ပြီးတော့နေရပါတယ်လှဖြူလေးပျောက်ဆုံးခြင်းအတွက်မလှဝေခမရလည်းမျက်ရည်နဲ့မျက်ခွက်ဒီအတွက်ကိုမြင့်မောင်မှာကြံရမရဖြစ်နေချိန်မှာငထူးထူးဟာရွှေမောင်တိုးရွာစီကိုရောက်လာခဲ့ကြပြီးတော့စကားဆက်မိကြရမုတ်ဆိုးကြီးမုံခေါင်ရဲ့အကြောင်းကိုပြောပြပြီးအခုတော့ကိုမြင့်မောင်မှမုတ်ဆိုးကြီးထံအာကိုတကြီးနဲ့ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။အခုတော့မုတ်ဆိုးကြီးရမရှိကိုမြင့်မောင်အားအင်ရုပ်ရော့သွားတယ်။လိုက်ပါပို့ဆောင်ပေးတဲ့ငထူးနဲ့ငဦးတို့ညီကိုလည်းအားနာမိရတယ်။ဒီလိုနဲ့ပြန်ဖို့ဆုံးဖြတ်ပြီးတော့ငထူးတို့ကဲမုတ်ဆိုးကြီးလည်းမရှိဘူးဆိုတော့ပယ်တတ်နိုင်မလဲငထူးတို့ရာငါတို့တွေပြန်ကြတာပေါ့။ကျုပ်ကတော့ကိုမြင့်မောင်အားနာမိတယ်ဗျာ။ဒါမဲ့တညအိတ်လောက်တော့စောင့်ကြည့်ရမယ်တဲ့။ဟုတ်တယ်ဗျ။တခါတလေကျရင်မုတ်ဆိုးရအခုလိုပဲဒေါ်ရီကိုညအိတ်ထွက်သွားတတ်တယ်။သူခီးရှည်သွားမယ်ဆိုရင်တော့ဆိုင်ရေးပြီးတော့ဟိုးဟိုကတက်သားပြားမှရေးသွားတတ်တယ်ဗျ။အခုကရေးမထားဘူးဆိုတော့ခီးကမရှိတော့ဘူး။ငထူးနဲ့ငဦးတို့ကပြောတာပါ။ကိုမြင့်မောင်ကအာအင်ရုပ်ရော့နေတဲ့အချစ်တို့အဝေးစီပို့လွတ်လိုက်ပြီးတော့အင်းလေဒီတိုင်းလေပြဿနာတက်တဲ့ရက်တရားရှေ့ဦးမှာပဲဆိုတော့တောက်လိုက်တာမမားပါဘူးလေဒီလိုနဲ့ကိုမြင့်မောင်ဟာငဦးတို့အိမ်စီမှာပဲတဲကိုညအိပ်ပြီးတော့မုတ်ဆိုးကြီးပြန်လာအောင်စောင့်ရပါတယ်မုတ်ဆိုးကြီးမုံခေါင်ဟာဒေါ်တွင်းစီမှာညအိပ်နဲ့နေခဲ့တာတုံညအိပ်4ရက်တောင်ရောက်ရှိခဲ့ပြီအစတုန်းကသူကတလောက်တောင်မှတောထဲမှာအနေကြဖို့မရည်ရွယ်ခဲ့ရွာကထွက်လာတော့ကတမန်အင်းဖက်မှာအင်းပတ်နေတယ်လို့သိရှိရတဲ့အတွက်အင်းငါထထောကျင်ချိုင်းကောင်တွေကိုလက်လက်ဆက်ဆက်စားတော့လူတာမို့ထွက်လာခဲ့ခြင်းမှာဒါမဲ့တမန်အင်းကိုရောက်ရှိချိန်မှာတော့အင်းသားတို့အင်းဖက်ချင်းကိုထိလန့်ဖွယ်ရဖြစ်ရတဲ့ခုကြောင့်ရပ်ဆိုင်ထားကြပါတယ်အချောင်းကိုမုတ်ဆိုးကြီးမေးမိတော့အင်းကိုဦးဆုံးပတ်တဲ့ညတွေတုန်းကဘာမှထွေထူးပြီးတော့ပြဿနာမရှိခဲ့ဒါမဲ့9ရက်မြောက်ရေးချလို့အင်းပေါက်တွေစီကို9ဆင်းဖမ်းချိန်မှာတော့ပြဿနာကြီးကြီးမားမားဖြစ်လာခဲ့ပါတယ်ညဘက်မှာ9ဆင်းဖမ်းကြတဲ့အင်းသားတို့မနက်လင်းချိန်မှာအားလုံးဖျားနာကြတယ်အဖျားရီယိုတန်းတန်းအဖျားမဟုတ်ပယောဂနွယ်တယ်လို့ဆိုရပါလိမ့်မယ်အချောင်းကဖျားနာတဲ့အင်းသားတို့ဟာအဖျားတဲ့ရင်အထိတ်တလက်အော်ဟစ်ရောင်ရမ်းနေကြတာပါဒီလိုရောင်ရမ်းပြီးတော့အော်ကြတာဘလူးကြီးတရေကြီးတပတ်ကြီး
စသည်တို့ဖြစ်ရာချမ်းရသူတို့ကချက်သိမ်းထကြရတယ်ဒီအတွက်အင်းငါလက်လက်ဆက်ဆက်ကိုစားချင်မိတဲ့မုတ်ဆိုးကြီးမုံခန့်ကိုရေကန်တင့်ချတဲ့ဖြစ်ပြီးတော့အားကိုးလာကြတာမို့အဲ့ဒီကိစ္စကိုဖြေရှင်းဖို့ရဖြစ်လာခဲ့ရတယ်ဒါကြောင့်မုတ်ဆိုးကြီးကညဘက်ချိန်မှာအင်းထဲကိုဘသူမှမစင်းစိပဲနဲ့သူ့တယောက်တည်းထွက်လာခဲ့ရကအင်းကိုအပိုင်စားတဲ့ပရလောကသားတပွေးစားအဆောင်ရင်းနဲ့စုံပါတယ်အဲ့ဒီခါမှာအင်းဆောင်တပွေးစားကြီးကသူတို့ကိုငါဘက်ကမြောက်သားနဲ့ပသားဖို့တောင်းဆိုတာကိုသူတို့ကလစ်လျူရှုတယ်။အုံပွဲငပြောပွဲနဲ့ကျွဲနွားအမဲသားဟင်းလျာနှစ်တိုင်းစားတော့နေရလို့ငါတွေ့ရုပ်ဤနေပြီ။ဒါကြောင့်ငါအာတိတရှိတာကိုအိမ်မက်ပေးပြီးတော့ဒီနေ့မှစကန်တဲ့အင်းမရှင်အသက်ချစ်တီကလားစီကိုတောင်းဆိုတာဒီကောင်ကငါ့ကိုမထီမဲ့မြင်ပြုတ်တယ်။တကယ်ဆိုမင်းမဲစဉ်းစားကြည့်ဒီအင်းကနေငါထွက်ပေါ်အောင်သခိုးတဝက်ရန်ကလွတ်အောင်ငါတစ်နှစ်ပတ်လုံးစရှောက်ပြီးသွားပြီ။ဒါအောင်တလောက်ကလေးဒီကောင်နေမလုပ်ပေးနိုင်ဘူးဖြစ်နေတာ။ဒါကြောင့်ငါမကျေနပ်လို့သူ့လူတွေကိုလှုပ်လိုက်တာအခုဒီကောင်တွေငါအင်းထဲကိုမစင်ရဲကြတော့ငါကျေနပ်တယ်ကွအကြောင်းရင်းအဖြစ်မှန်ကိုမုတ်ဆိုးကြီးသိခဲ့ရပြီဒီအကြောင်းတွေကိုအင်းပိုင်ရှင်ကိုပြန်လဲပြောပြတော့အင်းပိုင်ရှင်ကစိတ်မပါလက်မပါနဲ့ရှိနေတာမယုံကြည်သူမို့လည်းဖြစ်နိုင်ပါတယ်ဒါမဲ့ဝေဒနာခံစားနေကြတဲ့အင်းသားတို့ကမနေနိုင်မုတ်ဆိုးကြီးကိုကူညီတောင်းလာကြပါတယ်ဒီအတွက်အခုတော့မုတ်ဆိုးကြီးဟာသားကောင်အလို့ငါအတွက်နီးစက်ရဒေါ်စီကိုဝင်လာခဲ့ခြင်းဖြစ်ပါတယ်ရုတ်တရက်မုတ်ဆိုးကြီးရဲ့နားတဲ့စီကိုသူ့ရဲ့အောက်ဘက်မှာရှိတဲ့အောက်ရည်ချောင်းစီကရုံရင်းဆန်ခက်တံများထွက်ပေါ်လာပါတယ်။မုတ်ဆိုးကြီးကထိုတန်တို့ကိုစိတ်ဝင်စားမိရမို့ဂုံဆောင်တိုင်းအသာလျှော့ဆန့်လိုက်တယ်။ချောင်းကန်နှစ်ဖူးစီမှာတစ်ပင်ချုံရွယ်တို့ကပိတ်နေရမို့အောက်စီကိုတေချာမမြင်ရ။မုတ်ဆိုးကြီးကတနက်ကိုအသင့်ပြင်ပြီးတော့ဆက်လက်လျှော့ဆန့်ခဲ့တယ်။ဟောအနှင်းငယ်ဆင်းသက်ပြီးချိန်မှာမုတ်ဆိုးကြီးကရေချောင်းတွင်းစီကမြင်ကွင်းကြောင့်အားသင့်သွားပါတယ်။မြောက်ဝန်ထီးတကောင်နဲ့ပေါင်လုံးတတာခန့်ရှိမဲ့မွေးတကောင်တို့ရေချောင်းထဲစီမှာအသေးတန်သူသေးကိုသေးတိုက်ခိုက်တပ်ပုတ်နေကြတာပါကန်းနဖူးစီမှာလည်းမြောက်ဝမတကောင်မှာသူ့ရဲ့ရင်ခွင်စီမှာသွေးတန်ရဲနဲ့အလွန်ကိုထိတ်လန့်နေဟန်ရှိသောမြောက်ငယ်တကောင်လေးကိုထွေးပိုက်ပြီးတော့တိုက်ပွဲကိုကြည့်ရင်ကနာမငိန်ဟိုပြေးတီပြေးနဲ့မွေးကြီးနဲ့တိုက်ပွဲဝင်နေသောမြောက်ထီးကြီးနဲ့ကန်းနဖူးစီကမြောက်သားမိမှာမိသားစုဖြစ်ပါတယ်မွေကြီးဟာမြောက်ကောင်ငယ်လေးကိုအစာပစ်ဖမ်းဆီးလိုက်တဲ့အချိန်မှာဖခင်မြောက်ကြီးကသားငယ်ကိုကဲတင်ပြီးတော့သားကိုပြန်ရတော့ညာသားစိတ်ကြောင့်ခဲမချနိုင်ပဲနဲ့မွေကြီးကိုသူ့သေးကိုသေးဆက်လက်တိုက်ခိုက်နေခြင်းပဲတိုက်ပွဲကိုအပြီးတိုင်ဆက်လက်ဆောင်ကြည့်တော့ရှုံးနေတဲ့သားကောင်သူရနိုင်တယ်ဒါ့ပြင်သူအထက်ကလာရောက်ပြစ်ခတ်တာကလည်းအင်းဆောင်တပွဲစားအတွက်မြောက်သားအလို့ငါဖြစ်တော့အခုချိန်နေရပြစ်ခတ်လိုက်မယ်ဆိုရင်မွေကောမြောက်ကောသူ့အနေနဲ့ရနိုင်တယ်ဒါမဲ့မုတ်ဆိုးကြီးကတီမြင်ခွင့်ကိုကြည့်ပြီးတော့တစ်ဖက်ကမြောက်ဝင်ကြီးကိုလည်းမသိစေချင်သူတည်သွားရဲ့ကျန်တဲ့မြောက်သားမီးကဒုက္ခနဲ့ကြံ့နိုင်တယ်ပြီးတော့တစ်ဖက်ကလည်းသူ့လိုပဲသားကောင်လိုက်တဲ့ဒေါမုတ်ဆိုးမွေရုပ်လေမုတ်ဆိုးကသားကောင်လိုက်စမြဲမှုမမရွေးနာအတွက်မသိစေချင်သူတို့နှစ်ကောင်ကအသေးချေတိုက်ခိုက်မဲ့ပုံပဲဒါမဲ့အရင်မြစ်ဖြစ်တဲ့မြောက်သားကောင်ငယ်ဟာအသက်ပေးရလွတ်မြောက်ပြီးတော့ဖြစ်တဲ့အတွက်အခုတိုက်ပွဲဟာဘလို့တော့ရလက်ထွက်ပါစေဒါကြောင့်ဆုံးဖြတ်ချက်တစ်ခုကိုမုတ်ဆိုးကြီးချလိုက်တယ်သူ့ရဲ့လက်ထက်ကကြည်တင်ထိုးထားပြီးရဲ့တနက်ကိုမိုးပေါ်စီကိုထောင်ပြီးတော့ခလုတ်ကိုဆွဲညစ်လိုက်တယ်ကျေလောင်သောတနက်တန်ကြောင့်ရေချောင်း200တိုက်ပွဲဟာတရင်ကတန့်သွားပါတယ်။အိမ်နောက်တိုက်ပွဲစီကနေမြောက်ကြီးကအရင်ဦးဆုံးစုံခွာတဲ့အနေနဲ့ကန်းစီကိုပြေးတက်သွားတယ်။ပြီးရင်သူ့ရဲ့မိသားစုကိုခေါ်ပြီးတော့တောစီကိုအလင်းမြန်ပြေးဝင်သွားကြတယ်။ရေချောင်းထဲမှာတော့ငွေကြီးကကောင်းတန်ထောင်ရှာတထထုပ်နဲ့ဟိုတီလိုက်လံကြည့်နေပါတယ်။အိမ်နောက်မှာတော့မွေကြီးကလည်းရေချောင်းထဲကနေရှော့ခနဲ့ပဲနှစ်ပေတောတဲ့စီကိုတိုးဝင်သွားတော့တယ်။ပခုံးထက်စီကထမ်းလာတဲ့မြောက်သေးကောင်ကိုမုတ်ဆိုးကြီးကအင်းသားတို့အလဲစီကိုပြစ်ချပေးလိုက်တယ်။အဲ့ဒီမြောက်ဟာမွေနဲ့မြောက်ဝန်တို့တိုက်ပွဲစီကထွက်လာပြီးတော့တကောင်နဲ့တင်းကွဲနေသောမြောက်တကောင်ကိုမုတ်ဆိုးကြီးကပြစ်ခတ်လာခဲ့ခြင်းပဲ။ကဲတောင်းနေမဆောင်ခင်မှာအပြီးချက်လိုက်ကြပါ။ပြီးရင်ထမင်းအိုးတို့နဲ့ဒီကညွန့်ပေးဆိုတဲ့အသားတို့ထမင်းထုတ်ပေး။ညနေနေဝင်တာနဲ့ငါသွားကျွေးပေးမယ်။မုတ်ဆိုးကြီးကထိုးထိုးပြောပြီးတဲ့နောက်အင်းတဲ့အပေါ်စီကိုလှမ်းတက်လိုက်တယ်။အင်းသားတို့ကဝမ်းသာလွန်စွာနဲ့မုတ်ဆိုးကြီးကိုထမင်းပွဲပြင်ပြီးတော့ကျွေးမွေးကြတယ်။ဟင်းလျာများတော့အင်းဟာထွက်တဲ့ငရံကြီးများကိုအကွင်းကြီးများကွင်းပြီးတော့မကြီးမဲ့နဲ့အနစ်ထွန်းအောင်ချက်ထားပြီးတော့ငပိရီချိုငရုတ်သီးဆက်ဆက်နဲ့အတုမြုပ်စုံလင်းနဲ့တခြားဟင်းရံများတော့ငချောက်များမီးဖုတ်တာတဖုံအဆက်ကျော်ကတစ်မျိုးဒါပြင်အချင်းဟင်းရလည်းပါတယ်။မုတ်ဆိုးကြီးကဖွယ်ရလာတဲ့လက်ရတို့စားကောင်းကောင်းနဲ့အတော်လေးပိုက်တင်းအောင်စားလိုက်တော့တယ်။အဲဒီနောက်မှာတော့မြက်ဝန်းများလေးလံလာရပြီးတော့
အင်းသားတို့စီစဉ်ပေးထားတဲ့ထန်းချိုးဖြာချက်စီမှာဒုံလုံးလဲပြီးတော့မေးဆက်လိုက်မိတော့တယ်။အဲ့ဒီနောက်မှာတော့မြဝတ်များလေးလံလာရတဲ့အတွက်အင်းသားတို့စီစဉ်ပေးထားတဲ့ထန်းချိုးဖြာချက်စီမှာဒုံလုံးလဲပြီးတော့မေးဆက်လိုက်မိတော့တယ်။ဘလောက်ကြာအိပ်ပျော်သွားခဲ့တယ်မသိမုတ်ဆိုးကြီးရဲ့နားရဲစီကိုစူညံတန်ချို့ဒိုးဝင်ရောက်ရှိလာတာမို့ချက်ချင်းကိုပဲငေါက်ကနေထထိုင်လိုက်မိတော့တယ်။ပြင်မမှာအလဲစတော့မှိန်ပြလို့နေပါတယ်။အလကားမစီမဆိုင်တွေဘဲနဲ့ဒီမဲ့ဟိတ်ကောင်တွေအခုပွဲပေးတာငါရိုးရလေးစားသမှုနဲ့လှုပ်ခဲ့တာဒါဘသူကကွတ်နာလဲစကားတန်အော်ကြီးဟစ်ကျဲအင်းဟိုပန်ဆိုင်နဲ့ပန်ရှင်တစ်ဆိုသူရောက်နေပြီသူ့ရဲ့စကားတန်ဟာဘိုက်ပူအသားမမဲနဲ့ရုပ်ဆိုးအကြီးတန်လာတဲ့တွင်ပြက်နဲ့လိုက်ဖက်လွန်းစွာငါကွတ်လိုက်တာပဲမုတ်ဆိုးကြီးကလေတံမမှန်နဲ့ပြောလိုက်တယ်မင်းကဘာတူလဲငါကမုံခေါင်တရမီရွာတပွဲစားမုတ်ဆိုးမုံခေါင်အေးမရှင်ချစ်တီကတန်တူလိုက်ပြီးတော့ရှေ့ရွတ်တယ်အဲ့နောက်နေစမ်းမအောင်မင်းကငါမသိဘူးမင်းကငါအင်းနဲ့ကိုဘာလာလောက်တာလဲငါလာဝဲတာဒါမဲ့ဒီကိုရောက်တော့မင်းလစ်လျူရှုထားတဲ့မင်းရဲ့ကျေးဇူးရှင်လောက်သမားတွေအတွက်ငါဝင်ပြီးတော့ကူညီပေးနေရပဲမစိမဆိုင်ကွာအမြင်မတော်စင်တော်နဲ့ခလောက်မုတ်ဆိုးနေငါနေရဘာမှမဆိုင်ဘူးမင်းထွက်သွားလိုက်တော့မုံခံပြုံးလိုက်မိတယ်မဆိုင်ပေမဲ့မုတ်ဆိုးနေတငါဆွေမျိုးတော်တယ်ဆိုတာတော့မင်းမေ့နေပြီတဲ့နဲ့ရေပြင်းနဲ့ကုန်းမြေကဆက်နေသလိုမုတ်ဆိုးနဲ့တငေါဆိုတာလဲဆက်နေရပဲအဲ့လိုပဲအလုတ်ရှင်နဲ့အလုတ်သမားကလည်းဆက်တယ်မေကျေးဇူးမကန်းစက်နဲ့မုတ်ဆိုးရဲ့စကားကြောင့်အင်းပိုင်ရှင်ဟာရှူရှာဖြစ်သွားရပြီးတော့အဲ့ဒါငါကိစ္စပါမင်းနဲ့မဆိုင်ဘူးမင်းလောက်မင်းသွားတော့မဆိုင်လို့မရဘူးကွဒုက္ခရောက်သူတိုင်းအတွက်နိုင်ရကူညီပေးတတ်တာငါရဲ့အချက်ပဲကဲပါငါစကားကုန်ပြောမယ်မင်းတီယာလူတွေအတွက်ဘာမှလုပ်မပေးနိုင်ဘူးမလားဒါမဲ့ငါလုပ်ပေးနိုင်တာကိုငါလုပ်မယ်တောင်မင်းကကန့်ကွက်မယ်ဆိုတော့နေဦးမဟုတ်ဘူးမားနေတာမင်းမလို့ဒီညတပွဲစားတရေကိုအစာသွားကျွေးရင်မင်းမလိုက်ခဲ့ရမယ်မုံခါပြပြတသားပြောတော့တစ်ဖက်ကအင်းမိုင်ရှင်ဟာဒေါသတကြီးနဲ့နပေးရတရှိတချောင်းကိုဆွဲထုတ်ပြီးမလိုက်ဘူးဆိုရင်တော့တပွဲစားတရေကမင်းဖြစ်သွားမှာပေါ့ကွာမုံခေါင်ဟာတွက်လက်လွန်းစွာနဲ့နပေးရတနက်ကိုရှူပြီးတော့ထိုးချိန်ထားပြီးဖြစ်တော်တယ်ညနေဆောင်မောင်စပြူတာနဲ့မုံခေါင်ဟာအင်းပိုင်ရှင်ချစ်တီကိုလေပေါ်ခေါ်တင်ပြီးတော့မြောက်သားဟင်းထမင်းထုတ်နဲ့တူထွက်ခဲ့လိုက်တော့တယ်လေကိုမုံခေါင်ကိုနိုင်လေလော်တယ်အင်းပိုင်ရှင်ချစ်တီကလေဦးထိတ်စီအားထိုင်ပြီးမုံခေါင်မကြည့်မနက်တွတ်ဆဲဆိုနေတော့တယ်မုံခေါင်ကအင်းပိုင်ရှင်ချစ်တီရဲ့စကားကိုမကြားတဲ့အတိုင်းလေကိုဆက်လော်ပြီးတော့တပွဲစားတရေကိုအစာကျွေးရမယ့်နေရာကိုလိုက်လံကြည့်ရှုတယ်ကဲနှစ်ဖူးစီမှာကုတ်ကိုပင်ပြိုတပင်ကိုမုံခေါင်တွေ့လိုက်ရတယ်အဲ့ဒီနေရာမုံခေါင်ရွေးချယ်လိုက်တယ်လေကိုအဲ့မှာကတ်လိုက်တယ်အဲ့တော့ထမင်းထုတ်ကိုခင်းချက်လိုက်ပြီးကဲမိတ်ဆွေတပွဲစားရီမင်းစားချင်တဲ့မြောက်သားနဲ့ထမင်းထုတ်တော့ငါပြင်ပြီးသွားပြီလာစားလေတော့ပတ်ဝန်းကျင်စီကတိုးဝေနေသောလေညင်းတန်တသွဲ့ဟာရုတ်ချီရက်တန့်သွားပြီးတော့အော်မြင်နေသောပိုးမွားကောင်တို့ရဲ့အတန်ဟာလေတိတ်ဆိတ်သွားခဲ့ပါတယ်ပတ်ဝန်းကျင်ကလေဟာနေတခုပမာတစ်ဖက်ရေပြင်စီကတစုံတရာဖြတ်တန်းလာတဲ့အတန်အင်းပိုင်ရှင်ချစ်တီးမှာအဲ့ဒီအတန်ကိုစိတ်ဝင်တစားနားဆွနေမကြပါထိုးခက်မှုကြောင့်ဖြစ်လာသောရေလိုင်းစတုံးဟာသူတို့ရှိနေရကိုပင်ရဲ့ကန်နပူးစီကိုလာရောက်ရိုက်ခတ်လေတယ်ဟာဘာကြီးလေအင်းပိုင်ရှင်ချစ်တီးကအင်းထဲကဂုံးကွာပြီးတော့တက်လာတဲ့အရာကြီးကြောင့်အလွန်လှန့်ဖြတ်ပြီးတော့ဖင်ထိုင်ရဲ့လဲကျသွားတယ်အသွင်အပြင်ဟာလူတစ်ယောက်ရဲ့ပုံတိုင်းပဲသို့တော့ထူးခဲနေတာအဲ့အရာကြီးရဲ့ခန္ဓာကိုယ်နဲ့အရက်မောင်ပဲခန္ဓာကိုယ်ကတုတ်ခံကြီးမားလာပြီးတော့အရက်အမောင်ကရှစ်ပေခန့်ရှိမယ်ရေစုံနေတဲ့ရှီလျားတဲ့စပင်ရှည်တော့မျက်နှာကိုအုပ်ပြီးတော့ဖုံးကွယ်ထားတယ်အဲ့ဒီအရာကြီးကမုံခေါင်ရဲ့ရှေ့စီမှာရက်လိုက်တယ်ကဲမိတ်ဆွေတပွဲစားကြီးခမရတောင်းတတဲ့မြောက်သားနဲ့ထမင်းကိုသုံးဆောင်တော့ပြီးရင်မင်းဖန်းစားထားတဲ့အင်းသားတွေကိုလည်းပြန်ကုသပေးလိုက်အောင်မုံခေါင်ကပြောတော့တပွဲစားကြီးဟာထမင်းများပြင်ထားရစီကိုမသွားအင်းမရှင်ချစ်တီဖက်ကိုလှည့်ပြီးငါသူ့ကိုစားချင်သွားပြီဟာအင်းမရှင်ချစ်တီရဲ့အတန်နဲ့တူလူကလည်းနှစ်ပူးတဲ့အတိုင်းတုံရင်နေပါတယ်ပြီးတော့ကြောက်စိတ်ချောင်းကျင်ငယ်တို့တော်မှထွက်ကုန်ပါတယ်တကယ်စားချင်တာလားဖြစ်ပါမလားလူသားတော့တကားမှမစားဘူးဒါမဲ့ဖြစ်တယ်ငါသူ့ကိုစားမယ်အင်းဆောင်တပွဲစားရအင်းမရှင်ချစ်တီစီကိုတိုးခတ်ပြီးတော့ပြောလိုက်တယ်မလုပ်ပါနဲ့ဗျာကျွန်တော်မလုပ်ပါနဲ့တောင်းမှန်ပါတယ်ကြောက်လဲကြောက်ပါတယ်နောက်ဆိုတောင်းဆိုတော့လုပ်ပေးပါမယ်ဗျာ
အင်းမိုင်ရှင်ချစ်တီကချစ်တီငငေါနဲ့တောင်းပန်နေအဲ့ဒီခါမှာအင်းဆောင်တပွဲစားရမင်းအတော့များနေပြီဒီကဲဆိုမင်းကအင်းမိုင်ရှင်ငါအဆောင်အလုတ်သမားနဲ့အလုတ်ရှင်လိုပဲမင်းကောင်းရင်ငါကောင်းဖို့ဝန်မလေးဘူးအခုကမင်းကတပို့တဲ့ကိုပဲကြည်တာမင်းအလုတ်သမားတွေကိုပြစ်ထားတယ်လူမပီတာနေမင်းတိတ်တဲ့နယ်လို့မထင်ဘူးလားမထင်ပါဘူးထင်ပါတယ်ဒါမဲ့ငါပြုတ်ပြင်ပါမယ်ငါအားလုံးကိုအပြန်လန်စောင့်ရှောက်ပါမယ်နော်ငါကတိပေးပါတယ်အင်းမရှင်ချစ်တီးကလက်အုပ်ချပြီးတော့တောင်းပန်တယ်မုံခေါင်ကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့ပြုံးလိုက်မိတယ်ကောင်းပြီလေဒီတခါတော့မြောက်သားနဲ့ပဲငါစားလိုက်မယ်နောက်တစ်ခါကျရင်တော့မင်းရဲ့လှုပ်ပုံမဟုတ်ရင်မဟုတ်သလိုလူသားဟင်းနဲ့ဖြစ်သွားလိမ့်မယ်အင်းဆောင်တပွဲစားကြီးဟာမုံခေါင်ပြင်ပေးထားရထမင်းပုံရင်အနီးမှာစောင်းကြောင်ထိုင်ချလိုက်ပြီးတော့ထမင်းတို့လက်ကိုင်းနဲ့ကျုံပြီးတော့စားလိုက်တော့တယ်အင်းပိုင်ရှင်ချစ်တီးမှာတော့ကြောက်ခိုင်းပြီးတော့ထမင်းတွေစားနေသောအင်းဆောင်တပွဲစားကြီးကိုကြည့်ရင်ကတက်ပြင်းလေပူတွေကိုတသွင်မှုတ်ထုတ်ကနဲ့ငါဦးရီဒီမနက်မုတ်ဆိုးကြီးကိုသူ့အိမ်မှာတွေ့ခဲ့ကြတယ်ကွခြံဝိုင်းထဲကိုဝင်လာချင်းငါထူးကစုပ်တယ်ထိုစကားကြောင့်ငါဦးနဲ့တူထိုင်နေသောကိုမြင့်မောင်အလွန်ဝမ်းသာသွားတယ်ဒါဖြစ်ရင်သွားကြမယ်လေတော်ကြတော့ထွက်သွားမှဖြစ်ငါထူးကကောင်းညိနေကဲသွားကြစို့ကိုမြင့်မောင်ကြီးသုံးဦးသားခြံဝိုင်းထဲကထွက်လာကြတယ်ခက်တုတ်ခြေလက်များကြောင့်မကြတဲ့ချိန်မှာရွာပြင်ရမုတ်ဆိုးကြီးရဲ့ခြံရှိကိုရောက်တယ်မုတ်ဆိုးကြီးပြုတ်မုတ်ဆိုးကြီးငါဦးကခေါ်တန်ပြုတ်တယ်ဟေးငါဦးတို့လားလာကြလေကွာမုတ်ဆိုးကြီးကတဲထဲကထွက်မလာပဲနဲ့ပြောတာပါငါဦးတို့ကခြံထဲစီကိုဝင်လာခဲ့ကြပါတယ်ထုံးစံတိုင်းကိုပြစ်စီမှာထိုင်းနေကြပါတယ်မကြပါမုတ်ဆိုးကြီးကတဲတွင်းစီကပလိုက်နဲ့တနက်ကြီးကိုကင်ပြီးတော့ထွက်လာပါတယ်ဟုတ်မုတ်ဆိုးကြီးကိုကျုပ်တို့စောင့်နေခဲ့တာ3 ရက်တောင်ရှိသွားပြီဒါနဲ့ခုအောင်ဘယ်သွားမလို့လဲအခုငါတဖန်းတော့ကိုသွားမလို့ညညိုစီမှာမောင်ညို့ကိုထားရိတ်ခဲ့တာမလို့ဟောဖြစ်ရမယ်ဗျာဒါနဲ့ဘာကိစ္စလဲလူစိမ့်ဖြစ်တဲ့ကိုမြင့်မောင်ကြည့်ပြီးမုံခေါင်းမေးတော့ဟုတ်တယ်ဗျာဒီတခါရောက်လာတာဒီကကျုပ်တို့အသည့်ကိုမြင့်မောင်ရင်ဒုက္ခရောက်နေလို့ဗျဘလို့ဖြစ်တာလဲဒီလိုဗျသူကရွှေမောင်းတော့မှနေတာအခုသူ့သမီးလေးကိုစုံလို့ကဝေလို့လူတယောက်ကဖမ်းသွားလို့ငါဦးကအစချီတော့မုံခေါင်ကမြင့်မောင်ကြည့်တယ်အဲ့ဒီခါမှာကိုမြင့်မောင်ကမုံခေါင်ကိုဖြစ်စဉ်အစဆုံးကိုသေချာပြောပြလိုက်တော့တယ်အဲ့ဒီနောက်မှာတော့မုံခေါင်ကကိုမြင့်မောင်ကူညီဖို့အတွက်တနက်ကိုထမ်းတားကိုလွှဲပြီးတော့တရမီရွာစီကထွက်ခဲ့လိုက်တော့တယ်ညနေဆောင်ချိန်မှာတော့ရွှေမောင်းတောစီကိုမုံခေါင်ခြေချလိုက်မိရနဲ့တာမန်မဟုတ်တဲ့လေညင်းတစ်ခုရဲ့တိုးဝေတိုက်ခတ်မှုကိုခံစားမိရတယ်တစုံတစ်ခုကိုသိရှိသွားပြီမို့မုံခေါင်ခက်တတာရေရွတ်လိုက်မိတယ်ကျုပ်တို့အဆင်ပြေပါမလားမဟုတ်ဆိုကြီးအဆင်ပြေနိုင်ပါတယ်ဘာမှစိတ်မပူနဲ့နှစ်ဦးသားရွာစီကိုဆက်လာခဲ့ကြတယ်ရွာထဲကိုခြေချလိုက်မိရနဲ့ရွာသူရွာသားတို့စီကပြင်းထန်သောအကြည့်စူးစူးတို့နေရောက်တူရင်ဆိုင်ကြရတယ်သူတို့ဒီညပိုင်းနေမှာအတော်လေးကိုဒုက္ခရောက်နေကြပုံပဲဟုတ်တယ်မဟုတ်ဆိုကြီးညဘက်ဆိုဟိုမကောင်းဆိုးဝါးတွေကလူတွေကိုခြောက်လန့်နေကြတာဒါကြောင့်မဲအားလုံးကကျုပ်သမီးလေးချောင်းစတင်လာတော့ဆိုပြီးတော့မုန်းတီးနေကြတာဗျကြားရတာစိတ်မကောင်းစရာပါဘာမှမပူနဲ့အဲ့ကိစ္စကိုငါဖြေရှင်းပေးနိုင်မှာပါအဲ့ညမှာတော့မုတ်ဆိုးကြီးကကိုမြင့်မောင်ရဲ့အိမ်မှာတဲတယ်ကိုမြင့်မောင်ကအိမ်လေးစီကိုရှောက်ပြီးကတဲ့ကမိသားစုရဲ့ပုံရိပ်တို့ကိုမြင်အောင်နဲ့ထင်ပါတယ်မျက်နှာမကောင်းပါကိုမြင့်မောင်ကအိမ်ညောင်အစော်ကြီးပဲအိမ်ရဝင်ခဲ့တယ်မုံခေါင်ကတော့ညင်ဦးပိုင်းကိုခဏမေးပြီးတော့အိတ်ဆက်တယ်တရေရပြီးတော့လှဲလျောင်းရင်ကပဝင်းချင်ရဲ့အတန်ပလန်တို့နားဆွနေသိမကြလိုက်ပါရွာလမ်းမစီကခွေးဦးတန်ချိုထွက်ပေါ်လာတာကိုမုံခေါင်ကြားလိုက်ရတယ်အဲ့ဒီခဏမှာတော့သူ့ရဲ့စိတ်ဟာလွင်ကနေဖြတ်သွားတယ်မုတ်ဆိုးကြီးသူတို့ရောက်လာကြပြီဘယ်ချိန်ကအိမ်ဟာနိုးလာတယ်မသိတဲ့ကိုမြင့်မောင်ကစုပ်တယ်မုတ်ဆိုးကြီးကလဲလျောင်းမပြတ်ညီသက်ကရှိနေစေအဲ့ဒီအချင်းဟာကြောင့်ကိုမြင့်မောင်ကမုံခေါင်ကိုအိတ်နေတဲ့ထင်နဲ့အိမ်ဟာထပြီးတော့သွားကြည့်တယ်မုံခေါင်ဟာတက်မဲ့ရုပ်အလောင်းတစ်ခုလိုဖြစ်နေပါတယ်မုတ်ဆိုးကြီးကိုမြင့်မောင်လှုပ်နိုးလိုက်တော့မုံခေါင်ကချစ်နိုးမလားတန်ကြတော့မှမျက်ဝန်းများဖွင့်လာတော့ကိုမြင့်မောင်အရန်ဝမ်းသာသွားတယ်မုတ်ဆိုးကြီးမကောင်းဆိုးဝါးတွေရွာထဲကိုရောက်နေပြီတခုခုလှုပ်ပါအောင်အချိန်မကျသေးဘူးခဏသီးခံအောင်ဘာကြောင့်လဲမုတ်ဆိုးကြီးကိုမြင့်မောင်ဟာမိသားစုအရေးအဲ့ဒီကိစ္စရဲ့ဖိအားတို့ကိုပြင်းထန်ခံစားနေရတဲ့အတိုင်းဒါကြောင့်မုံခေါင်ကိုအားမလို့အားမရဖြစ်ပြီးတော့ဒေါသတန်ဖက်ပြီးတော့ပြောဆိုတာပါဒီမဲ့မြင့်မောင်မိစိတ်ရှိရှိထားပါအခုကိစ္စကမင်းထင်သလောက်
ဖြည့်ရှင်ဖို့ရာရိုးရှင်းမနေဘူးသူတို့ဒီညပုံမှန်တိုင်းရွာထဲဝင်နေနော်ဒါမဲ့ဒီညမှာနောက်ထပ်တစ်ယောက်ထပ်ရောက်လာလိမ့်မယ်သူ့ကိုခြုံနိုင်မှငါတို့နှင့်ကလေးကိုပြန်ရမှာဘာကိုပြောချင်တာလဲမဟုတ်ဆိုရင်ကျုပ်သမီးလေးကိုခေါ်သွားတဲ့သူကအခုညအောင်ရောက်လာမယ်လို့ပြောချင်တာလားဟုတ်တယ်နောက်တစ်ခုကသူနဲ့တူမိမရဲ့အဖေပါပါလာလိမ့်မယ်ဟမ်သူကတေးသွားရလေဗျာမှန်တယ်တေးပေမဲ့သူ့ရဲ့ဝိညာဉ်ကမလွတ်လပ်သေးဘူးကျုပ်နားမလဲတော့မဟုတ်ဆိုရင်ရှင်းမအောင်အစတော့ငါလည်းမသိဘူးခုနမှငါအကုန်လုံးမြင်နိုင်ခဲ့တာမင်းနားလေအောင်ငါပြောပြမယ်ဒီအကြောင်းတွေရဲ့အစရှေမောင်းတောတိုက်ကိုဥတီပြောလာခဲ့တာတွေပဲဒီကိစ္စထဲမှာမင်းမိမရဲ့အဖေကလည်းပါဝင်တယ်မင်းမိမရဲ့အဖေကတိုက်စာကိုမထင်မှတ်ပဲနေရရှိခဲ့တာအဲ့ဒါကိုတိုက်စီကလိုက်ရင်းနဲ့တိသွားတာသိညှိနှိုင်းတယ်မရဘူးဒီတော့အဲ့ဒီတိုက်စာကိုလူဖို့ကြံတယ်မင်းမိမရဲ့အဖေကိုသူပညာနဲ့လောက်ကျန်တက်ဖြတ်လိုက်တယ်ဝိညာဉ်ကိုချုပ်ထားတယ်နောက်တော့တိုက်စာကိုမေးမြန်းပြီးတော့သူ့ရှာတယ်အဲ့ဒီအချိန်မှာမင်းရဲ့သမီးကိုသူမြင်တွေ့သွားခဲ့တယ်ရွှေမောင်းတောတိုက်ကဆိုတာသူသိတယ်သူ့အတွက်တိုက်စာမလိုတော့ဘူးကလေးကိုတော့တချောင်းလို့အသုံးပြုဖို့သူကြံရွယ်တယ်ဒီခါမှာတပတ်ကရွှေမောင်းတောတိုက်ကအနွယ်တွေကလည်းသူတို့နှခါနာမဲ့အရေးအတွက်ကြွာလာတဲ့လူတွေကိုဒေါသထွက်ပြီးတော့အခုလိုဖြစ်ကြတာပဲကိုမြင့်မောင်ကသူမမြင်နိုင်တဲ့ရဝန်းစီရဖြစ်ပြအားလုံးကိုမုံခေါင်ရဲ့စကားကြောင့်နားလည်လိုက်တယ်ကျုပ်တို့ဘာလုပ်နိုင်မလဲအခုငါတို့အတိကလုံးရမှာတိုက်စရာကိုမိအောင်ဖမ်းရမယ်ပြီးရင်ရွှေမောင်းတောတိုက်နဲ့ကလေးကိစ္စကိုရှင်းလင်းကြမယ်ချုပ်နှောင်ခံထားတဲ့မင်းမိမရဲ့ဖေကိုတင့်ရပုံစီကိုရောက်ဖို့ငါတို့လုပ်ကြရမယ်ကိုမြင့်မောင်စီကတပြန်ချတန်ထွက်ပေါ်လာတယ်အဲဒီခါမှာမုံခေါင်ကစက်ကနေဖြစ်သွားပြီးသူရောက်နေပြီတွားကြစို့မုံခေါင်ကသူ့ရဲ့ပလိုင်းနဲ့တနက်ကြီးကိုဆွဲယူပြီးတော့အိမ်ပေါ်စီကဆန့်လိုက်တယ်ကိုမြင့်မောင်ကလည်းငှက်ကြီးတောင်တားတစ်ချောင်းကိုဆွဲကန်ပြီးတော့လှိုက်လာတယ်အောက်စီကိုရောက်တော့မုတ်ဆိုးကြီးကလှဖြူလေးအိပ်ပျော်ခဲ့ဘူးရတောင်ပိုကြီးဘက်ကိုဥတီပြီးတော့လှမ်းထွက်ခဲ့ကြတော့တယ်ပွဲစီတိုင်းတစ်ခုလူသူတွေရှိမနေတော့ဟာလာဟင်းလင်းဖြစ်နေသောဈေးဆိုင်များနဲ့ဆိုင်ဝိုင်းမြေဝိုင်းစက်ခုံများကိုမုံခေါင်တို့တွေ့မြင်နေရတယ်ဒါကပဲနေရလေဘယ်သူမှလည်းမရှိဘူးတကားမှလည်းမမြင်ဘူးရွှေမောင်းတောတိုက်ဆိုတာဒါပဲပေါ့ဟမ်ဘယ်သူမှလည်းမရှိပါလားဘယ်ရှိပါမလဲဟိုတိုက်စရာတိုက်ကိုချုပ်နေပြီလေဒါကြောင့်ငါတို့ဆင်းလာတဲ့ချိန်ရွာထဲမှာတောင်းကျနေတဲ့တိုက်ဆောင်တွေအကုန်မရှိတော့ဘဲနဲ့အတန်နေပါတမ်းမှမကြတော့တာပေါ့မုံခေါင်ဟာအဲ့ဒီတုန်းကရုပ်ကြီးတိတ်ဆိတ်သွားတဲ့အတန်တို့ကိုနားဆင်ပြီးတော့တိုက်စရာရောက်နေကြောင်းသိရှိခဲ့ချက်မှာကဲအချိန်မရှိတော့ဘူးဒီအနေထားရဆိုရင်တော့တိုက်ကုတ်သူ့တော်လေးချုပ်မိသွားပြီငါတို့မြင်မြန်သွားကြစို့မုံခေါင်ကလူသူမရှိတဲ့ပွဲခင်းရဲ့တနေရာစီကိုဥတီပြောသွားလိုက်တယ်မိတိုင်တို့ကြောင့်လမ်းကိုကောင်းစာနဲ့မြင်နိုင်တယ်တနေရာစီကိုရောက်တော့ကျိုးများနဲ့တုံနောင်ခံထားတဲ့လူတစုကျိုးတို့ခံထားတာတိုက်ဆောင်နေပဲမုံခေါင်ကကိုမြင့်မောင်တီတိုးပြောပြလိုက်တယ်ထို့မှတစ်ဖက်ကိုကြည့်တော့ကြော်ပွဲများချာအလုရှုပ်နေသောအဝတ်မဲကိုဝတ်ဆင်ထားတဲ့သူတယောက်သူ့ရဲ့နောက်ပါးစီမှာလေတပည့်လိုယူဆရတဲ့နှုတ်ဦးကလည်းထိုင်ရတာမြင့်မောင်မင်းမှာတက်တိရှိလားကျုပ်မှာတက်တိကအပြည့်ရှိပြီးသားပဲသေတဲ့နေ့မွေးတဲ့နေ့အမေမွေးတဲ့ယောက်ျားသားအမေကိုမျက်နှာမငယ်စေရအောင်ပြောကျုပ်ဘာလုပ်ရမလဲကိုမြင့်မောင်ရဲ့အပြောကြောင့်မုံခံပြုံးသွားတယ်ကဲဒါဖြင့်မင်းအိုက်ကောင်စီကိုပြေးဝင်ပြီးတော့တိုက်ခိုက်ပါအဓိကသူ့စီကကြော့ပွဲကိုဖျက်ဆီးပါငါအခုနေထွက်လို့မရဘူးငါထွက်လိုက်ရင်သူ့ပညာအဆင့်ပိုသာတာဆိုတော့သူ့စီထဲမှာငါပါချုပ်နှံခံရလိမ့်မယ်ရှားတယ်ကျုပ်လုံးမယ်ဒါပြင်ဟိုဘက်ကနေပတ်ပြီးတော့သူ့စီကိုပြေးဝင်တိုက်ခိုက်လိုက်တော့မုံခေါင်ရဲ့စကားဆုံးကိုမြင့်မောင်ကအကာအကွယ်ချို့ယူပြီးတော့မုံခေါင်ပြတဲ့နေရာကိုရောက်มาတော့တိုက်စရာစီကိုပြေးရုတ်တရက်ပြေးဝင်ပြီးတော့တိုက်ခိုက်တယ်ရုတ်တရက်တားနဲ့ဝင်ပိုင်းလာတဲ့ကိုမြင့်မောင်ကြောင့်ရုတ်ကြီးတိုက်စရာကိုလှန့်သွားရပြီးတော့ဘာမှမတတ်နိုင်ခဲ့ကိုမြင့်မောင်လည်းတိုက်ပွဲတွေကိုအထိကဖျက်ဆီးတယ်တိုက်စရာချထားတဲ့စီးကစီးပေါက်သွားခဲ့ပြီးတော့သူညံကျေလောင်တဲ့တော်လေးတိုင်များဖြစ်ပေါ်လာတယ်ချုံနှောင်ခံထားတဲ့ကျိုးများပြေကုန်တယ်တိုက်ဆောင်တို့ကတိုက်စရာနဲ့သူ့ရဲ့တပည့်နှစ်ယောက်စီကိုပြေးဝင်တိုက်ခိုက်ကြတယ်မုံခေါင်နဲ့ကိုမြင့်မောင်တို့ကတနေရာစီကနေအိမ်မြင့်ကွေးကိုတတင်ကကြည့်နေရကိုမြင့်မောင်တိုက်စရာသိလို့မရသေးဘူးကလေးကိုဘယ်မှာလဲဆိုတာမေးရအောင်မလဲမုံခေါင်ကအော်တော့ကိုမြင့်မောင်ရုပ်ကြီးဘာလို့ရမယ်မသိအဲ့ဒီခါမှာတိုက်စရာနဲ့အပေါင်းပါတို့ကမြေပေါ်လဲကျသွားကြပြီကိုမြင့်မောင်လည်းမတားနိုင်သလိုမုံခေါင်လည်းဘာလို့ရမယ်မသိ
မကြပါတိုက်ဆောင်တို့ရဲ့လက်ချက်ကြောင့်တိုက်ဆရာတို့ပေါင်းပါ3ယောက်သာအသက်ဖလားရုပ်ကြီးခန္ဓာသာကျွန်းကြံရစ်တော်တယ်ထို့သို့အခိုက်မှာတော့တဏှာစီကထွက်ပေါ်လာတဲ့လှပလွန်းတဲ့အမျိုးသမီးတစ်ယောက်သူ့ရဲ့လက်ထဲမှာတော့လှဖြူလေးကိုခြိထားပါတယ်တိုက်ဆရာတည်သွားပြီမလို့ကလေးရဲ့တည်င်းကိုမရနိုင်တော့ဘူးလို့ယူဆထားမိကြတဲ့ကိုမြင့်မောင်ရောမုံခေါင်ပါဝမ်းသာသွားကြပါတယ်ထိုမျိုးသမီးကမုံခေါင်တို့စီကိုလှမ်းလာပါတယ်အနောက်ရောက်တော့ဒီကအမောင်တို့အခုလိုကျမတို့ရဲ့တိုက်ကိုကဲတင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်သမီးမုံခေါင်ကအလိုက်ထိုက်ပြန်ပြေးလိုက်ချိန်မှာကိုမြင့်မောင်ကကလေးကိုမြင်ပြီးတော့ဝမ်းသာအားရခေါ်တယ်ထို့ခါအမျိုးသမီးရဲ့မျက်နှာဟာထင်ကနေဖြစ်သွားပြီးလက်ဆသက်တော့ဟောရီယာငါရဲ့ညမကိုဒုက္ခရအောင်လုပ်တဲ့ဖေကနင်ဖြစ်နေတာ哦နင်တို့လိုနမောနမဲနိုင်သူတွေလက်ထဲငါညမလေးကိုထပ်ပြီးတော့အပ်ဖို့မရှိတော့ဘူးနင်တို့ပြန်လိုက်ကြတော့အမျိုးသမီးကပြပြဆွဆွလှည့်ထွက်ဖို့ပြန်နေ။အော်တိုက်ဆောင်တွေကလေကျေးဇူးရှင်ရောကျေးဇူးတတ်တာပဲလား။ဘာအမျိုးသမီးကခြေလမ်းတို့ကိုတက်ပြီးတော့ဒေါသတကြီးလှည့်ကြည့်တယ်။သင်ပါပြောလိုက်တာလေကျေးဇူးရှင်ကိုကျေးဇူးတယ်လို့ပြောတာငါတို့သာမကင်နင်တို့တိုက်အခုလောက်ဆိုဟာလာဟင်းလင်းဖြစ်နေလောက်ပြီကျေးဇူးစွာတော့မှန်တယ်ဒါမဲ့ကျေးမစွတ်ဘူးသင်စကားကိုသင်ကိုယ်တိုင်ပြန်မှာတပွဲစားကြီးငါကစကားကိုပြန်တယ်လို့နင်ကလည်းစကားကိုပြန်ပြောရမယ်ငါကဘာကိုပြင်ရမလဲသူတို့လင်မယားစောင့်ရှောက်တာတိမ်ပြက်လို့ငါညမလေးနဲ့ငါအပြီးတိုင်ခွဲရတော့မလို့ဖြစ်ခဲ့ရတာပဲသူ့ကြောင့်ပဲနင်တို့အားလုံးအန္တရာယ်ကင်းခဲ့တာမလားဒီကဲလို့သူသာဝင်မတိုင်ရင်ဘာဖြစ်မဲဆိုတာနင်သိပါတယ်တိုင်တန်းရှစ်မလေးကောင်းပြီလေအဲ့အတွက်ထိုက်တဲ့ကျေးဇူးဆက်မှုဖြစ်နင်တို့နှစ်ယောက်ကိုတသက်စားမကုန်နိုင်မဲ့အဖိုးတန်ပစ္စည်းတွေကိုငါပေးလိုက်မယ်အမျိုးသမီးရဲ့စကားဆုံးကိုမြင့်မောင်ကလှလှရှာရှာဖြစ်သွားပြီးတော့တိုင်တန်းရှစ်မလေးခင်များကျုပ်ကိုဟောရီယာခင်များတို့တိုင်တန်းတစ်ခုလုံးအပ်လဲကျုပ်ကစိတ်ဝင်စားဘူးဘာကြောင့်လဲဆိုတော့ကျုပ်အတွက်အဖိုးတန်ဆိုတာတမီလေးဖြစ်နေလို့ပဲဒါဖြစ်ရင်နင်တို့ကဘာကြောင့်တေချာမဆောင်ရှောက်လဲသူတို့ကတေချာမဆောင်ရှောက်တာမဟုတ်ဘူးတစ်ဖက်ကတိုက်စရာရဲ့အစွမ်းကိုလည်းနင်တို့တိုက်တစ်ခုလုံးမြင်တွေ့ခဲ့ပြီးပြီမလားသူတို့ကတာမန်လူတွေပါရိုးသားသူတို့ထုံးဆိုင်ရလေဖျားသူတွေလက်မှာတက္ကနာတာကြာရှုံးရတဲ့သဘောပါအခုတော့သူ့သမီးအတွက်သူကိုယ်တိုင်စွန့်စားခဲ့တယ်မလားတိုင်နန်းရှင်မတက္ကနာတာငြိမ်သက်သွားတယ်တိုက်အတွက်တောင်မှသူကဲတင်ပေးခဲ့ပြီးပဲသူ့ရဲ့ခြေစုအတွက်သူပျော်ရွှင်ဖို့သူတန်ဖိုးထားရသူ့သမီးကိုပြန်ပေးလေပါလို့ငါကြားနေတောင်းဆိုတယ်တိုင်နန်းရှင်မလေးစက်ကနေဖြတ်သွားတယ်ကောင်းပြီလေငါညမလေးကိုယုံကြည်ကြည်နဲ့သူတို့စီကိုပြန်အပ်လိုက်မယ်တစုံတစ်ခုထပ်ပြီးတော့ဖြစ်လာရင်တော့သူတို့ကငါခွင့်မလွတ်ဘူးချုပ်ကတိပေးတယ်သမီးလေးကိုဘာမှထပ်မဖြစ်စေရတော့ကိုမြင့်မောင်ကပြတ်သားသောကတိကိုပေးလိုက်တယ်အဲ့ဒီခါမှာတိုင်တန်းရှမလေးကသူမပွေးချီထားတဲ့လက်ဖြူလေးကိုမြင့်မောင်လက်စီကိုပြန်လဲလွှဲအပ်လိုက်တော့တယ်အင်္ဂါအားလုံးပြီးဆုံးသွားခဲ့ပြီကိုမြင့်မောင်ရဲ့ပြောပြချက်အရမလဝေတို့ဟာသူမတို့ရဲ့ကျေးဇူးရှင်အိမ်ဦးနဲ့ကြီးဦးသက်မောင်အတွက်သွန်းသွအလူကိုထပ်မှတ်ပြီးပြုလုပ်ပေးခဲ့ကြရတယ်အဲ့ဒီညမှာသူမတို့ရဲ့အိမ်ဦးနဲ့ကြီးဦးသက်မောင်ဟာအခြားဘဝတစ်ခုကိုကူးပြောင်းရပြီဖြစ်ကြောင်းအသိပေးလာခဲ့တယ်လို့ဆိုရယ်နောက်ထပ်3ညခန့်ကြာမှာတော့ညတကောင်ရဲ့အချိန်မှာရွှေမောင်တော်ရွာသားတို့ဟာသူတို့ရဲ့ရွာနောက်ဘက်စီကလေတိုင်များသွားလာတဲ့လူသူတို့ရဲ့စကားပြောတန်တို့ကြားပြီးတော့အကောင့်ထဲတော့မမြင်ကြရဘူးလို့ဆိုပါတယ်ရွှေမောင်တော်တိုက်ရွှေပြောင်းသွားခြင်းဖြစ်ပါတယ်အဲ့လိုတော့အချိန်မှာတော့တပွဲစားမုတ်ဆိုးကြီးမုံခေါင်ဟာကိစ္စဝိစာပြီးသွားပြီမို့တရမီရွာပြန်သွားခဲ့ပြီးတော့နောက်နေ့မနက်မှာတော့တနက်ကိုထမ်းပြီးတော့ပလိုင်းကိုလွှဲပြီးချစ်ရသူမြညိုရှိရာသဖန်တော်ရွာစီကိုဦးတည်ပြီးတော့လှမ်းသွားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်တပွဲစားမုတ်ဆိုးနဲ့ရွှေမောင်တော်တိုက်ကပြတော့ဇလန်းလေးကတော့ပြီးဆုံးသွားပါပြီရှင်အခုလိုမျိုးဇလန်းကောင်းများစွာကိုမလွတ်တမ်းနားဆင်ကြနေဆိုတော့ channel လေးကို like and subscribe လေးလုပ်ပေးသားဖို့နဲ့ဇလန်းသစ်တင်တိုင်းသိရှိနိုင်စေဖို့ဘေးနား notification ခေါင်းလေးကိုလည်းနှိပ်ပေးသားခဲ့ဖို့တောင်းဆိုပါရနော်ကျေးဇူးတင်ပါတယ်ရှင်ဇလန်းလေးကိုစနေအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်